တော့ဒီကနေ့တရားဘာဝနာများကိုကြိုးစားအထောက်ကြဖို့ရောက်ရှိလာကြတဲ့တရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဟောဖို့အလှည့်ကြတဲ့တရားကမေတ္တာဘာဝနာပေါ့နော်မနေ့ကဗုဒ္ဓနုတ္တိဘာဝနာဒီကနေ့မနေ့မေတ္တာဘာဝနာနော်ညနေခင်းရောက်ရင်ဦးဇင်းတို့အတုပဘာဝနာမနေ့ပြန်မနေ့မရဏနုတ္တိဘာဝနာမနေ့ပြန်ညနေကြတော့တတိပဋ္ဌာန်ဘာဝနာနော်ဘာဝနာတရား၅မျိုးအခုဒီနေ့ညပိုင်းမှာတော့ဘာဝေတ္တဗတရားဆိုတာအဲ့ဒါဟောဖို့ဒါဦးဇင်းတို့စီစဉ်ထားပါတယ်အဲ့တော့ဦးဇင်းတို့မေတ္တာဘာဝနာနဲ့ပတ်သက်ပြီးတော့ဘယ်ကနေစပြီးတော့ပြောချင်တော့ဆိုတော့မေတ္တာတရားဆိုတာဘာလဲဆိုတာလေးကနေစပြီးတော့ပြောပါအလုံးကတော့အကျဉ်းပြင်းနားလည်ထားကြပြီးသားပါဒါပေမဲ့မေတ္တာဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုလိုရင်းကြကြထိထိမိမိသိဖို့နားလည်ဖို့လိုတယ်မေတ္တာဆိုတာဘာလဲလို့မေးရင်မေတ္တာဆိုတာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကိုမေတ္တာလို့ပြောတာလိုရင်းကဒါပဲနော်တတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းဒါမေတ္တာအဖွဲ့တွေအနွယ်တွေနဲ့နားထောင်ကောင်းအောင်ရွတ်ဆိုနေတာမျိုးကိုအဓိကထားလို့မရဘူးနော်ကိုယ့်ရဲ့စိတ်ထဲကတကယ်လှိုက်လိုက်လဲလဲတတ္တဝါအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ထားတာအဲ့ဒီစိတ်ထားကိုထက်ခါဖြစ်အောင်ကြိုးစားတာအဲ့ဒါကိုမေတ္တာဘာဝနာပေါ့မေတ္တာတရားထားတဲ့နေရာမှာမြတ်စွာဘုရားကကိုယ်နဲ့နှိုင်းစာပြီးတော့မေတ္တာတရားထားရမယ်လို့အဲ့ဒါလိုအခြေခံကြဟောတယ်ကိုယ်နဲ့ဘယ်လိုနှိုင်းစာရမှာတော့ကိုယ်ဘယ်လိုသဘောထားရှိတော့ကိုယ်ဆန္ဒတွေဘယ်လိုရှိတော့ဆိုတာကိုအရင်စဉ်းစားမှာတရားဓမ္မတို့ဦးဇင်းတို့တွေဟာဘေးရန်ကင်းကျင်ကြတယ်ကျမ်းမာရေးကောင်းကျင်ကြတယ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြတယ်အစအစရာကျမ်းချမ်းမာချမ်းသာသာအစဉ်ပြေပြေဘေးကင်းရန်ကင်းနေလိုထိုင်လိုကြတယ်ဒါတတ္တဝါတိုင်းရဲ့ပင်မဆန္ဒကြီးပေါ့နော်အဲ့ဒါလိုပဲကိုယ်မှလည်းပဲအဲ့ဒါလိုအင်ဆန္ဒတွေရှိတယ်ဆိုရင်တခြားသောတတ္တဝါတွေဟာလည်းပဲအဲ့ဒီလိုအင်ဆန္ဒရှိကြတယ်ဆိုတာကိုနားလည်ရမယ်အဲ့ဒါလိုနားလည်ပြီးတော့ကိုယ်နဲ့နှိုင်းဆန်ပြီးတော့တတ္တဝါတွေလိုလားတောင်းတကြတယ်အဲ့ဒီကောင်းကျိုးနဲ့ချမ်းသာရကြပါစေလို့စိတ်ထဲကတတ္တဝါတွေရဲ့ပုံမှာတကယ်ကောင်းသားစေခြင်းနဲ့စိတ်ဘေးရန်ကင်းစေခြင်းနဲ့စိတ်ကျမ်းမာရေးကောင်းစေခြင်းနဲ့စိတ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေခြင်းနဲ့စိတ်ဘာစိတ်ဆင်းရဲမှုကိုဆင်းရဲမှုမှမတွေ့စေလို့မကြုံစေလို့ဘူးဆိုတဲ့ဒီမုံမြတ်တဲ့စိတ်ထားလေးကိုမေတ္တာစိတ်ထားအဲ့ဒါကိုထက်ခါဖြစ်အောင်ကြိုးစားရမှာဟုတ်လားကြိုးစားလို့ရှိရင် तू ကကျွမ်းကျင်လာတဲ့အားရှိလာတဲ့အစုအပုံဖြစ်လာတဲ့မေတ္တာတရားကကိုယ်တန်တန်မှာဟုတ်လားအဲ့ဒီလိုမေတ္တာကိုကြိုးစားအထောက်မယ်ဆိုလို့ရှိရင်ရရှိမဲ့အကျိုးကျေးဇူးကတရားဓမ္မတို့ဦးဇင်းတို့တွေအကုန်နားမလည်နိုင်ဘူးမေတ္တာတရားရဲ့စွမ်းရည်တတ္တိဟာအလွန်တရာမှကြီးမားတယ်သူ့ထက်စွမ်းရည်တတ္တိကြီးတာကတော့ဦးဇင်းတို့မဂ်ခင်၈ပါးအကျင့်မြတ်တရားဝိပဿနာတရားဒါပဲရှိတော့တယ်ဒါကြောင့်မေတ္တာကိုမြတ်စွာဘုရားကအများကြီးအသုံးပြုဖို့တိုက်တွန်းနှိုးဆော်တော်မူတယ်ဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေသတိပဋ္ဌာန်တရားများဝိပဿနာတရားများကိုကြိုးစားအထောက်နေတယ်လို့ဆိုတော့လည်းပဲမေတ္တာတရားကိုတော့လည်းပဲတန်ဖိုးနားလည်ပြီးတော့အဓိကထားပြီးတော့ကြိုးစားဖို့လိုတယ်ပေါ့အဲ့တော့ဦးဇင်းတို့သာဂတဝကတန်ရုပ်ပါဠိတော်မှာမဏိပတ္တသုတ်တံဆိုတော့သုတ်တံတစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တံမှာမဏိပတ္တဘလူကမြတ်စွာဘုရားကိုလာလျှောက်တာမြတ်စွာဘုရားတဲ့တတိရှိနေလို့ရှိရင်အခုလည်းပဲအလွန်ချမ်းသာတယ်မနေ့ဖြန်တိုင်းလည်းကောင်းတယ်အနာဂတ်တိုင်းစိတ်အေးရတယ်တတိရှိနေရင်အလွန်တရာမှကျက်သေးမင်္ဂလာလည်းရှိတယ်အစသရာကောင်းတယ်ပြည့်စုံတယ်လို့တတိရဲ့စွမ်းရည်တတ္တိကိုသူနားလေတယ်လို့လာလျှောက်တယ်ဒီခန္ဓာမှာတတိရှိနေမယ်ဆိုရင်အလုံးကောင်းတယ်ဒီတော့မြတ်စွာဘုရားဟုတ်တယ်တဲ့တတိရှိနေအလုံးကောင်းတယ်မနေ့ဖြန်တိုင်းကောင်းတယ်နော်အစဉ်ပြေတယ်သို့တော့ဘေးရန်မူကမကင်းသေးတဲ့ဟောအဲ့ဒီစကားလေးသုံးထားတယ်နော်ဘေးရန်ကင်းကျင်နေဆိုလို့ရှိရင်ဘာလို့ဖို့လိုတော့ဆိုတော့မေတ္တာဓာတ်ပို့လို့ဖို့လိုအပ်တယ်ကိုယ်တန်တန်မှာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကိုမွေးမြူဖို့လိုအပ်တယ်အဲ့ဒါလိုမြတ်စွာဘုရားဟောထားတာဟုတ်လား
ဒါကြောင့်တတိရှိနေုံများနဲ့မပြည့်စုံသေးဘူးမေတ္တာတရားချမ်းရံဖို့လိုအပ်တယ်နော်တရားဓမ္မတို့ဦးဇင်းတို့တွေဆိုတာကလူတော်ထဲမှာမနေဘူးဆိုအောင်တောင်မှမမြင်နိုင်တဲ့နော်နတ်တွေတခြားသောတတ္တဝါတွေဆိုတာလောကကြီးမှာရှိနေတာအဲ့ဒါတွေကိုနားလည်ပြီးတော့တတ္တဝါတွေထဲမှာနေနေသေးသမျှတတ္တဝါတို့ရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကိုထားပြီးတော့ကိုယ့်ရဲ့ဘဝမှာအရှင်ပြေအောင်ကြိုးစားကြရမှာဟုတ်ရဲ့လားအေးအဲ့တော့ဆက်ပြီးတော့ဦးဇင်းဘာပြောမလို့နော်မေတ္တာတရားကိုအားကိုးလို့စိတ်ထက်သန်လာအောင်မေတ္တာတရားရဲ့အကျိုးကျေးဇူးတွေကိုနားလည်ကြရမယ်အဲ့တော့ဦးဇင်းတို့မေတ္တာပွားတဲ့နေရာမှာဝိသုဒ္ဓိမက်ထဲမှာညွှန်ပြထားတာရှိတယ်မေတ္တာပွားမဲ့ပုဂ္ဂိုလ်ဟာတဲ့ပထမဥစွာဒေါသရဲ့အဖြစ်ကိုစဉ်းစားရမယ်မေတ္တာရဲ့အကျိုးကိုစဉ်းစားရမယ်ဒီနှစ်ချက်ကိုဦးစားပေးပြီးတော့ပြောရတယ်နော်ဒေါသရဲ့အပြစ်အနာစာဒေါသကြောင့်ပြစ္ဆုတ်ပံပူလောင်မှုဆင်းရဲမှုဒေါသကြောင့်လုံမပြောမတွေးမတွေဖြစ်ပြီးတော့နောက်အမှားယွင်းများပြီးတော့အမှားယွင်းတို့ရဲ့အကျိုးရလဒ်ဖြစ်တဲ့ဆင်းရဲဒုက္ခကိုပူပူလောင်လောင်ဖြစ်စေမှုအဓိကကတော့အဲ့လိုဒေါသရဲ့အပြစ်ကိုနားလည်ရမယ်နားလည်ပြီးလို့ရှိရင်အဲ့ဒီဒေါသကိုခြေဖြတ်နိုင်တဲ့ဒေါသကိုနှဲပါသွားစေနိုင်တဲ့ဒေါသနဲ့ဆန့်ကျင်ဘက်နောက်မေတ္တာတရားရဲ့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့စွမ်းရည်တတ္တိကိုစဉ်းစားရမယ်ဆင်ခြင်ရမယ်နောက်ဒေါသနဲ့မေတ္တာကလုံးဝဖြောင်းဖြောင်းကြီးဆန့်ကျင်တယ်ဒေါသဂိပ္ပနာမေတ္တာယနော်ဒေါသဆိုတဲ့မီးကိုနော်မေတ္တာဘာဝနာယမေတ္တာဘာဝနာဖြင့်နိဗ္ဗာန်ပင်တိငြိမ်းစေရမယ်လို့မြတ်စွာဘုရားဟောတယ်လို့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာဒီဒေါသဆိုတာကအနေအထားအမျိုးမျိုးနဲ့ဖြစ်နေတာပေါ့နော်စိတ်တိုင်းမကြစရာတွေမကျေနပ်စရာတွေတဘာဝမကြတဲ့ကိစ္စတွေအာယုန်တွေတွေ့လာတိုင်းကြုံလာတိုင်းစိတ်ထဲမှာအဆင်မပြေဘူးမကျေနပ်ဘူးစိတ်တိုင်းမကြဘူးအလိုမကြဘူးဆိုတဲ့ဒေါသကသေးသေးလေးအနေနဲ့တော့တော်တော်များများကိုဖြစ်နေတယ်ဟုတ်တယ်မဟုတ်လားအခြေအနေတိုင်းမှာစိတ်တိုင်းမကြမှုဆိုတာလေးကရှိနေတတ်တယ်ဟုတ်လားအဲ့ဒါလေးတွေကများလာတဲ့အခါကျတော့နောက်တော့စိတ်ကဘလို့ဖြစ်လာတော့ဆိုတော့အထိမခံတယ်လို့မျိုးပေါ့နည်းနည်းလောက်အစင်မပြေတာတွေ့တာနဲ့ကိုပဲသူကအကြီးအကျယ်ဖြစ်နေပြီဟုတ်လားနော်စိတ်တူစရာလေးကတော့တိတ်အကြီးအကျယ်ကြီးမဟုတ်ဒါပေမဲ့ကိုယ့်ရဲ့အခန့်ကြီးကမကောင်းငကိုယ်တော့စပြီးတော့စိတ်တိုင်းမကြတဲ့အခန့်ကြီးကအမြဲတမ်းလိုရှိနေတဲ့အခါကျတော့နော်နည်းနည်းလေးစိတ်တိုင်းမကြစရာတွေ့တာနဲ့ကိုပဲအကြီးအကျယ်တစ်ခါတလေပေါက်ကွဲမိတာမျိုးရှိတယ်ဟုတ်လားဒေါသရဲ့သဘောနားလည်ဖို့လိုတယ်ဟုတ်လားအဲ့ဒီဒေါသကိုဒီမေတ္တာတရားနဲ့ညှိမ့်သက်ပြီးတော့ကိုယ့်ရဲ့ဘဝမှာနော်ဒေါသကြောင့်ဖြစ်လာမဲ့ဆိုးကျိုးတွေကိုမတွေ့ရအောင်မကြုံရအောင်လည်းကြိုးစားကြရမှာဟုတ်တယ်မဟုတ်လားအေးအဲ့လိုကြိုးစားတဲ့နေရာမှာကြိုးစားခြင်းစိတ်ပေါက်အောင်ဒေါသရဲ့အပြစ်ကိုနားလည်ရမယ်မေတ္တာရဲ့အကျိုးကျေးဇူးကိုလည်းနားလည်ရမယ်အဲ့မေတ္တာရဲ့အကျိုးကျေးဇူးကိုအရင်တော့ပြည့်စုံဟောထားတဲ့အင်္ဂုတ္တပါဠိတော်ဧကတတနိဗ္ဗာန်မှာလာရှိတဲ့နော်မေတ္တာဘာဝနာနော်မေတ္တာသုတ်တံဆိုပြီးတော့နော်မေတ္တာသုတ်တံဆိုတဲ့ခေါင်းစဉ်လေးနဲ့မှတ်တမ်းတင်ထားတာအဲ့ဒီမေတ္တာသုတ်တံရဲ့နော်ဆိုလိုချက်အဓိပ္ပာယ်တွေကိုပိဋကပေါင်းသူတော်ကောင်းတို့ကအလုံးနားလည်ထားကြပြီးသားပါနော်ရာလဲရထားကြပြီးသားဖြစ်မယ်လို့ဦးဇင်းထင်တယ်အဲ့ဒီဆောင်းပုဒ်ကလေးအမှားရှိဆိုတော့ဘုရားကြီးစီပေးတဲ့ဆောင်းပုဒ်ကလေးရှိတယ်တော်တော်ကောင်းပါတယ်အဲ့ဒီမေတ္တာသုတ်တံကိုနော်ဆောင်းပုဒ်ကလေးအနေနဲ့မှတ်ရသားရလွယ်အောင်ဆိုတော့ဘုရားကြီးစီစဉ်ပေးထားတာအဲ့ဒီမေတ္တာအကျိုးကျေးဇူး17မျိုးအဲ့ဒါကိုဦးဇင်းအခုဒီတဏှာကြီးအချိန်လေးတွင်းမှာနော်သူ့ကိုပဲမာတိကာအနေထားပြီးတော့နော်စက်မိဆက်ရလေးတွေပြောမယ်လို့ဒါဦးဇင်းစိတ်ကူးထားတယ်နော်မေတ္တာတရားအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမေတ္တာသုတ်တံမှာဘယ်လိုဟောတာတော့နော်မေတ္တာတရားကိုပွားများမယ်ဆိုလို့ရှိရင်ကျင့်ဖန်များစွာမိမိတန်တမှာဖြစ်စေမယ်ဆိုလို့ရှိရင်တဲ့ကောင်းစွာစောင့်တည်ပြီးတော့ထားမယ်ဆိုရင်မေတ္တာတရားကိုအမြဲတမ်းအယံသင့်အနေထားမျိုးဖြစ်အောင်ကိုယ့်ရဲ့စိတ်ထဲမှာနော်ကျင့်ဖန်များစွာဖြစ်စေမယ်ဆိုလို့ရှိရင်အကျိုးကျေးဇူး17မျိုးရမယ်တဲ့အဲ့ဒီအကျိုးကျေးဇူး17မျိုးကဘာတွေတော့ဆိုတော့ဒုက္ခံတုပတိဒုက္ခံပฏิဘုဇ္ဇတိဒုက္ခံတုပတိချမ်းသာသာအေးရလိမ့်မယ်တဲ့နော်အိပ်ပျော်လွယ်တယ်ပေါ့နော်ချမ်းသာသာအိပ်ပျော်တယ်အိပ်မပျော်လို့အိပ်ရှိတွေဘာတွေတောက်ရတာမျိုးမရှိဘူးအိပ်ခါနေမှာစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ဟိုဘက်လူလိုက်ဒီဘက်လှိမ့်လိုက်ဒါမျိုးတွေမရှိဘူးကြည်ကြည်လင်းလင်းချမ်းသာသာနဲ့အိပ်ပျော်သွားလိမ့်မယ်တဲ့အကောင်းဆုံးအိပ်ရှိလို့ပြောမှဆိုရင်လည်းပြောလို့ရတယ်မေတ္တာတရားလွှမ်းပြီးတော့နေတဲ့အလေးအကျင့်ရှိမယ်ဆိုရင်သာသာလေးပဲအိပ်ပျော်သွားမယ်အလောင်းကောင်းတယ်ပေါ့ဟုတ်လား
ဒုက္ခံသုပတိတဲ့ပြီးတော့ဗာပြောတော့ဒုက္ခံပฏิဘုဇ္ဇတိတဲ့ချမ်းချမ်းသာလာနိုးလာမယ်တဲ့နော်နိုးလာပြီဆိုရင်လည်းချမ်းသာမှုရှိတယ်မေတ္တာအရှိန်ကကိုယ့်ရဲ့နှလုံးသားမှာနော်အမြဲတမ်းလိုကိန်းနေမယ်ဆိုလို့ရှိရင်အိပ်ပျော်ရင်လည်းချမ်းချမ်းသာလာပဲအိပ်နေတဲ့ခါလည်းချမ်းချမ်းသာလာပဲအိပ်ရာကနိုးလာပြီဆိုရင်လည်းကြီးကြီးလင်းလင်းချမ်းချမ်းသာသာပဲစိတ်ထဲမှာဘာအနောက်အကျအရှုပ်ထွေးမှမရှိဘူးဟုတ်လားဘယ်နှမျိုးရှိသွားတယ်နှမျိုးရှိသွားတယ်နော်အိမ်နိုးချမ်းသာလို့အဲ့လိုဆိုရတော့ရေးတယ်အိမ်ရင်လည်းချမ်းသာတယ်နိုးရင်လည်းချမ်းသာတယ်နော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်အဲ့ဒါပါဠိတော်ကတော့ဘယ်လိုပြောတော့ဒုက္ခံပฏิပုဇ္ဇတိနာပါပကာနံသူပိနံပတ္တတိဟုတ်လားနာပါပကာနံသူပိနံပတ္တတိပါပကာနံယုံညံ့တဲ့နော်သူပိနံနော်အိမ်မက်ကိုနပတ္တတိအမြင်မဲ့ဖို့တဲ့ကြောက်စရာကောင်းတဲ့ထိတ်လန့်စရာကောင်းတဲ့နော်အိမ်နေတဲ့အချိန်လေးမှာတောင်နော်မနာရအောင်ပင်ပန်းစေတဲ့အိမ်မက်ဆိုးတွေမမှတ်နိုင်တခါတည်းအဲ့ဒီကိစ္စကလည်းတော်တော်စိတ်ပြည့်စရာကောင်းတယ်ဟုတ်လားအဲ့ဒီအနားယူနေတဲ့အချိန်လေးမှာတောင်မှဘလို့ဖြစ်နေတော့ပင်ပန်းနေတယ်ဆင်းရဲနေတယ်ဟုတ်လားနိုးလာပြီဆိုတော့ချွေးတွေပါလိမ့်မြန်ပြန်ပြီးတော့ထပ်တော့မအိပ်ရဲလောက်အောင်ဖြစ်တယ်နော်အိမ်မက်ဆိုးတွေမတ္တာရှိတယ်အဲ့မေတ္တာတရားအားကြီးလို့ရှိရင်အဲ့ဒီလိုအိမ်မက်ဆိုးမတ္တာမရှိဘူးတဲ့ဟုတ်လားကိုယ့်ရဲ့နိုးထစဉ်နိုးချနေတယ်မှာရှိနေတဲ့စိတ်အခြေအနေတွေကအိပ်ပျော်နေတဲ့အချိန်မှတောင်လာပြီးတော့လွှမ်းမိုးနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ရမှာဟုတ်လားဒီတိုင်းပဲလေအကြောင်းအကျိုးဆက်ပြီးတော့သွားနေတာပဲအဲ့ဒီအိပ်တော့အိပ်ပြီဆိုတော့မှဟဲ့ချမ်းချမ်းသာသာအိမ်မဆိုးမမဲ့နဲ့ချမ်းချမ်းသာသာနိုးရလားလို့အဲ့လိုလုပ်လို့ဘယ်ရမှာတော့တော့ကိုနိုးချနေစဉ်အချိန်ကဘလို့စိတ်တွေနဲ့နေလဲဆိုတာပဲနားလည်ပြီးတော့အဲ့ဒီဟာရဲ့အကျိုးဆက်ကြီးကိုခံရမှာပဲဟုတ်လားဒါကြောင့်နိုးချနေစဉ်မှာမလုပ်ဖို့လိုတော့မေတ္တာတရားထားဖို့လိုတယ်ပေါ့ကိုယ်တကယ်လို့ထားတဲ့အလေးအကျင့်ကိုစူးစမ်းလို့အားထုတ်မယ်ဆိုလို့ရှိရင်ကျွမ်းကျင်သွားနိုင်တယ်ကျွမ်းကျင်သွားလို့ရှိရင်သွားရင်လာရင်စားရင်တောင်းရင်နဲ့ဒါလေးကခဏခဏအမှတ်ရပြီးတော့အလိုလိုနေရင်လည်းမေတ္တာကဖြစ်နေတာဘယ်ကိစ္စမျိုးမဆိုလှုပ်တတ်ရင်လွယ်တယ်မလှုပ်တတ်ရင်ခက်တယ်အဲ့တော့လှုပ်တတ်တယ်မလှုပ်တတ်ဘူးဆိုတာလည်းပဲဒီကိစ္စကိုအလေးအကျင့်ဘယ်လောက်များလဲဆိုတာပုံမှာမူတည်တာတော့မွေးရပါအရေးချင်းတည့်ရအနေနဲ့ပါလာတာတော့အလွန်ရှားပါတယ်တော့အရင်ဘဝတွေကမေတ္တာကိုအလွန်လေ့ကျင့်ကြိုးစားခဲ့ဘူးမယ်ဆိုရင်တော့ဒီဘဝမှာမေတ္တာဖြစ်ဖို့အရန်လွယ်တယ်လို့ဆိုတယ်။တော့တောင်တန်းစတော်ဘုရားကြီးပြောတာဘုံဘုံတို့ကြားဘူးတယ်ပေါ့။သူအရင်ဘဝမေတ္တာတွေမြတ်အများကြီးပို့ခဲ့လားမသိဘူးတဲ့သူကသူပြောတာမေတ္တာဖြစ်အောင်လုပ်ရတာအရန်လွယ်တာပဲ။သူစိတ်ထဲမှာတော့ဘယ်သူပဲစိတ်ညှို့ပြီးတော့ထားလိုက်တော့မုံတီးတယ်စိတ်တိုင်းမကြဘူးဆိုတာမရှိဘူးချမ်းသာစေခြင်းနဲ့စိတ်လွယ်လွယ်တကူဖြစ်တယ်ပေါ့။ဒါတိတ်မလွယ်ဘူးနော်တခါကြီးမိုင်းများအလိုမကျတဲ့စိတ်တွေအဖြစ်များတဲ့အခါကျတော့မေတ္တာဖြစ်ဖို့ကလည်းအခက်အခဲရှိတယ်ဟုတ်လားကိုယ်စိတ်ထဲမှာမုန်းတီးနေတဲ့ပုဂ္ဂိုလ်နော်ကိုယ့်ရဲ့အကျိုးကို तू ကမလိုလားဘူးလို့ကိုယ်ကလည်းသိနေမယ်ဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ပုံမှာကျတော့မေတ္တာဖြစ်ဖို့ကမလွယ်ဘူးဟုတ်လားညာသောဖြင့်တရားဓမ္မတို့ဦးဇင်းတို့မေတ္တာဖြစ်ဖို့လွယ်တယ်ဆိုတာကကိုချစ်တဲ့လူတွေကိုပေါ်ကောင်းကြတဲ့လူတွေကိုမိတ်ဆွေတွေဟုတ်လားအဲ့ဒါတော့မေတ္တာဖြစ်တယ်အကြောင်းစဉ်းစားလိုက်တာနဲ့ကိုပဲမေတ္တာကအလိုလိုထွက်နေသလားလို့ထင်ရတယ်ဟုတ်တယ်မဟုတ်လားဘုသားသမီးလေးတွေအကြောင်းစဉ်းစားကြည့်ပါလားမေတ္တာဖြစ်လာတယ်နော်စိတ်ထွက်လာတယ်ဟုတ်လားဒါပေမဲ့မုန်းတီးတဲ့လူတွေရဲ့အပေါ်မှာကျတော့မေတ္တာကဘလောက်ညှစ်လို့မှထွက်မလာတဲ့အနေအထားမျိုးလည်းရှိတတ်တယ်ဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ရဲ့လေ့ကျင့်မှုကနော်မေတ္တာကိုလွယ်လွယ်ကူကူဖြစ်အောင်လုပ်နိုင်မလားခက်အခက်စီကြိုးစားမှပဲဖြစ်မလားဆိုတာကိုယ့်ရဲ့လေ့ကျင့်မှုမှာငိုတည်တယ်ပေါ့အဲ့ဒါလိုကိုကအလေ့ကျင့်များလို့မေတ္တာနဲ့အနေဓာတ်တွေများလာပြီဆိုရင်ချမ်းချမ်းသာသာအိပ်ပျော်မယ်ချမ်းချမ်းသာသာနိုးထားရမယ်အိမ်နေတဲ့ချိန်မှာလည်းပဲအိမ်မဲ့ဆိုးတွေမမနိုင်ဘူးတဲ့အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့ဟောချစ်လျက်လူနဲ့နော်လေးခုမြောက်နဲ့ငါးခုမြောက်ကြိုးကျေးဇူးဟုတ်လားမနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိမနုဿာနံလူတို့ရဲ့နော်ပိယောချစ်ခင်မြတ်နိုးမှုကိုနော်ရနိုင်တယ်နော်လူသားတွေရဲ့ချစ်ခင်မြတ်နိုးမှုကိုရနိုင်တယ်အမနုဿာနံပိယောဟောတိနော်လူမဟုတ်တဲ့တခြားသောတတ္တဝါတို့ရဲ့နော်နတ်အစရှိတဲ့တခြားသောတတ္တဝါတို့ရဲ့ချစ်ခင်မြတ်နိုးမှုကိုလည်းရနိုင်တယ်တဲ့လူဆိုတာကတပါးသောသူရဲ့ကိုယ့်အပေါ်မှာလိုလားတာနော်ချစ်ခင်မြတ်နိုးတာမေတ္တာတရားကိုတောင့်တကြတာကြီးပါပဲနော်အဲ့ဒီရဲ့ကိုယ့်ရဲ့လူအင်ဆန္ဒကိုလည်းသိဖို့လိုတယ်လူတိုင်းသူတစ်ပါးရဲ့မုန်းတီးတာကိုဘယ်သူမှမရခြင်းသူတစ်ပါးရဲ့လေးစားမှုတန်ဖိုးထားမှုမြတ်နိုးမှုဒါတွေကိုရခြင်းတယ်အဲ့ဒါမေတ္တာအားကြီးလို့ရှိရင်သူတစ်ပါးရဲ့လေးစားမှုတန်ဖိုးထားမှုမြတ်နိုးမှုဒါကိုလွယ်လွယ်လေးရနိုင်တယ်
ဒါလည်းကိုချင်းစာကြည့်ပေါ့လေမေတ္တာတရားနဲ့အေးအေးချမ်းချမ်းနေတဲ့လူကိုကိုယ်စိတ်ထဲမှာအလိုလိုနေနေပါဖြစ်တော့သဘောကျရတယ်ဟုတ်တယ်မဟုတ်လားဟာထိကနေရှိစိတ်တို့ထိကနေရှိစိတ်တို့နှုတ်ခမ်းတဆူဆူနဲ့အလိုမကျတာပဲအမြဲတမ်းဖြစ်နေတယ်ဆိုရင်နေရင်ထိုင်ရင်လည်းကိုယ်သူ့မြင်ရတာကွာဘာဘလို့ကြီးမှမသိဘူးပေါ့သူ့လှုပ်ရှားလည်းကိုယ်စားနေတာမဟုတ်ဘူးဆိုတော့ကိုယ်ကလည်းမန်ကတက်လာတယ်ဟုတ်တယ်မဟုတ်လားတော့ဒေါသသမားကိုမြင်မန်ကအလိုလိုနေရင်လည်းဘာဖြစ်လာတက်လာတယ်အဲ့တော့ဦးဇင်းတခါလေးစဉ်းစားကြည့်တယ်ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ကိုဖျောက်ပြီးတော့စဉ်းစားကြည့်နော်ဒေါသအားကြီးရင်ဘေးကလူကလည်းဒေါသပဲထွက်လာတာများတယ်နော်လောဘအားကြီးရင်ဟောဘယ်လိုတော့စဉ်းစားတော့လောဘအားကြီးရင်လည်းမပေးခြင်းဘူးခင်ဗျဟုတ်လားလိုချင်တယ်တောင်းတယ်ဆိုရင်သိမပေးခြင်းဘူးမလိုချင်မှန်းသိရင်အရင်ပေးခြင်းတယ်ဘာလည်းမသိဘူးပေါ့ဒီစိတ်ကဟုတ်လားတောင်းရင်သိပြီးတော့မကြိုက်ဘူးသူ့ရဲ့လောဘကြီးကိုမြင်နေတာအောင်ဒါကြောင့်ကိုယ့်ရဲ့လောဘကလည်းသူတို့ရဲ့ပေးလို့စိတ်ကိုအဟံတာရှိတယ်သူတို့ရဲ့လောဘကလည်းကိုယ့်ရဲ့ပေးလို့စိတ်ကိုအဟံတာရှိသေးတယ်ဒါလက်တွေ့စဉ်းစားကြည့်အောင်အဲ့လိုပဲဒေါသအားကြီးတယ်ဆိုလို့ရှိရင်အလိုနေနေနဲ့ကိုယ်ကလည်းသူ့ကိုဘာဖြစ်တော့စိတ်တိုးတယ်သူ့ရဲ့ဒေါသကိုယ့်ရဲ့ဒေါသထွက်လာအောင်နှိုးဆွပေးလေသလားလို့စဉ်းစားကြည့်တယ်ဟုတ်တော့ဟုတ်တာပေါ့အဲ့ဒါကြိုက်เสียကောင်းတဲ့အနေအထားကြီးမှမဟုတ်ဘဲနဲ့မကြိုက်ဘူးအဲ့တော့မကြိုက်ဘူးဆိုတာကြီးကိုကမကြိုက်เสียကောင်းတဲ့အနေအထားကြီးတစ်ခုဖြစ်နေတယ်तू ကတော့အကြောင်းတစ်မျိုးမျိုးကြောင့်မကြိုက်တာကြီးဖြစ်တယ်ကိုကဘာတော့ကိုကတော့ तू မကြိုက်တာကြီးကိုပဲမကြိုက်ဘူးလို့ဖြစ်တယ်စဉ်းစားဖို့လိုတယ်နော်ဒါကြောင့်ဒေါသအားကြီးရင်လူမုံများတယ်ဒါမြတ်စွာဘုရားဒါလိုက်ဟောထားတာပဲနော်ဒေါသအားကြီးရင်လူမုံများတယ်သူလူမုံကြီးဆိုလို့ရှိရင်တော့ကိုယ့်အတွက်တော့ကိုယ့်အကျိုးစီးပွားကိုမဖြည့်ဆည်းအောင်တောင်မှကိုယ့်အကျိုးရှိတာကိုတော့လုံမပေးတော့ဒါဘယ်လိုမှမဖြစ်နိုင်ဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်ကိုကလူဝင်းကျင်မှာအစသရာဆင်ပြေခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒီအဖြစ်တက်ဒေါသတက်ကိုနေပါအောင်ကြိုးစားရမယ်နော်စီလုံးမှုအပြုတ်တက်ဖြစ်တဲ့မေတ္တာတက်ကိုအားကောင်းအောင်ကြိုးစားရမယ်ဒါလူတိုင်းကြိုက်တဲ့သဘာဝတရားပဲတတ္တဝါတွေရဲ့စိတ်ကဒါကိုကြိုက်လာတာပဲအဲ့တော့ကိုယ်ကြိုက်စရာရှိရင်ကြိုက်တာကိုခံရမယ်ဟောဒါပါပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ထဲမှာနော်သတင်းသုံးပေါ်တို့ရဲ့ချစ်ခင်မှုမြတ်နိုးမှုလေးစားမှုတန်ဖိုးထားမှုကိုရနိုင်တယ်ဆိုရင်ဘလို့အရေးကြီးတယ်ရှိရမလဲရခြင်းတယ်ဆိုရင်အဲ့ဒါမျိုးဆော့ပြဟောတာရှိတယ်နော်အိတ်တာမရှိရတွေများမယ်မနာလိုမှုတွေဝန်တုံမှုတွေများမယ်ဟုတ်လားချီးမွမ်းတဲ့လူကိုကဲ့ရဲ့မယ်ကဲ့ရဲ့တဲ့လူကိုချီးမွမ်းမယ်ဒါမျိုးဆိုရင်လူတော်တော်မုန်းတယ်လို့ဆိုတယ်အမြတ်နိုးမလေးစားဘူးတန်ဖိုးမထားဟုတ်လားအဲ့ဒီသုတ်တန်လေးတွေလည်းပြောစရာအလွန်ကောင်းတယ်ဟုတ်လားအခုဒီမှာလည်းပဲမြတ်စွာဘုရားကမေတ္တာအားကြီးရင်တတ္တဝါတွေရဲ့ချစ်ခင်မြတ်နိုးမှုကိုရနိုင်တယ်မနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိနော်လူတွေရဲ့ချစ်ခင်မှုနော်နတ်တို့ရဲ့ချစ်ခင်မှုလူမဟုတ်တဲ့တခြားသောတတ္တဝါတို့ရဲ့ချစ်ခင်မှုကိုရနိုင်တယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ဦးဇင်းတို့မြတ်စွာဘုရားရဲ့မေတ္တာတရားမြတ်စွာဘုရားရဲ့မေတ္တာတရားမှုလို့နော်တခြားသောတတ္တဝါတို့ရဲ့မေတ္တာထက်မေတ္တာကတော့တကယ်တမ်းအတူတူပါပဲเนาะပမာဏအကြီးအသေးနဲ့ဆိုင်မှုကြီးမားတာမကြီးမားတာပဲกว่าမယ်မေတ္တာစေတသိက်ကတော့ဒါပဲလေအဲ့ဒါတော့နားလည်ဖို့လိုတယ်အဲ့တော့ဆိုလိုတာကမြတ်စွာဘုရားရဲ့မေတ္တာမို့လို့စွမ်းတာမဟုတ်မေတ္တာကိုကစွမ်းတာတကယ်ကကိုလည်းပဲအဲ့ဒီလိုစွမ်းတဲ့မေတ္တာကိုလည်းထည့်နိုင်အဲ့ဒီမေတ္တာကအစွမ်းပြမှာပဲဟုတ်လားဒါကသဘာဝအတူတူပဲလေမေတ္တာဆိုရင်သဘောလက္ခဏာချင်းအတူတူပဲပေါ့အဲ့တော့မြတ်စွာဘုရားရဲ့မေတ္တာရဲ့အကြောင်းဦးဇင်းတို့အရန်ထင်ရှားတာလေးတစ်ခုပေါ့တချို့လည်းပဲကြာဖို့ပြီးသားဖြစ်မဲ့ထင်တယ်ခါတစ်ပတ်မှမြတ်စွာဘုရားယဟန်တွေခြံရံပြီးတော့အဲ့ဒီယဟန်တွေထဲမှာရှင်အနန္ဒာလည်းပါတယ်အဲ့ဒီမန္လာတိုင်းဘက်ကိုမြတ်စွာဘုရားခီးဒေသစာတွေကြွချီတဲ့အခါကျတော့အဲ့ဒီမန္လာမင်းသားတွေလိတ်ရွှေမင်းသားတွေတော့သူတို့ကမြတ်စွာဘုရားနဲ့ယဟန်တန်ခါကိုကြိုကြရမယ်ကြိုဆိုကြရမယ်မကြိုဆိုလို့ရှိရင်ဒဏ်ငွေ900တက်မယ်ဆိုတော့သူတို့ရဲ့ကြိုဆိုပွဲကိုစီကားစေခြင်းလို့အဲ့လိုလုပ်တာဒါအကုန်လုံးမင်းသားတွေလာပြီးတော့ကြိုကြရတာတချို့လည်းပဲစိတ်ပါလက်ပါတချို့လည်းပဲဒဏ်ရိုက်မှကြောက်လို့လာရတာဟုတ်လားအဲ့ဒီထဲမှာရောစဆိုတဲ့မန္လာမင်းသားတယောက်ပါတယ်အဲ့ဒါကလူဘဝတုန်းကရှင်အနန္ဒာနဲ့တငယ်ချင်းပဲအရန်ရင်းနေတယ်အဲ့ဒီရောစနဲ့ရှင်အနန္ဒာတွေ့တဲ့အခါကျရှင်အနန္ဒာကဝမ်းသာအားရပါတော့ငယ်တငယ်ချင်းဆိုတော့အာမင်ယရဏသုံးပါးကိုဒီလိုမြတ်မြတ်နုံနုံလာကြိုဆိုတာကောင်းတယ်လို့သူကပြောတော့မဟုတ်ဘူးတဲ့ငါတန်ရိုက်မှကြောက်လို့လာရတာတဲ့နော်ဘုရားတရားတန်ခါကိုသူ့စိတ်ထဲမှာတန်ဖိုးထားတာမရှိဘူးတဲ့ငါတန်ရိုက်မှဆိုလို့လာရတာအဲ့လိုလည်းပြောလိုက်ရောရှင်အနန္ဒာကတော်တော်ကိုစိတ်မကောင်းဖြစ်သွားတယ်နော်အဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားလျှောက်တာရှင်အနန္ဒာတပါးတဲ့မြတ်စွာဘုရားတဲ့ရောဇမာလာမင်းသားပင်ကိုစိတ်ဓာတ်ကောင်းပါတယ်ရော
နော်ရောဇလိုပုဂ္ဂိုလ်မျိုးသာသနာတော်ကိုကြီးညိုမယ်ဆိုရင်သူ့အတွက်လည်းအများကြီးအကျိုးများမယ်သာသနာတော်အတွက်လည်းအများကြီးအကျိုးများနိုင်ပါတယ်ဒါကြောင့်မြတ်စွာဘုရားရောဇကိုကြီးညိုလာအောင်မြတ်စွာဘုရားဆောင်ရွက်ပေးတော်မူပါလို့အဲ့လိုတောင်းပန်တယ်အဲ့တော့မြတ်စွာဘုရားကအနန္နာတဲ့ရောဇလိုပုဂ္ဂိုလ်ကိုဒီယတနာမြတ်သုံးပါးကိုကြီးညိုလာဖို့အတွက်ငါမှဘာခက်ခဲမှမရှိဘူးတဲ့ယုံကြည်မှုအပြည့်နဲ့ပြောတာနော်မြတ်စွာဘုရားဟုတ်လားအဲ့ဒါဘာလို့တုံးဆိုတော့မြတ်စွာဘုရားမေတ္တာပို့တာတဲ့ဒီတတ္တလောကကြီးတစ်ခုလုံးမှာဖြန့်ထားတဲ့မေတ္တာဓာတ်ကိုအဲ့ဒီရောဇတယောက်တည်းရဲ့အပေါ်မှာစူးစိုက်ပြီးတော့ပို့လိုက်တယ်တဲ့နော်ဩဒိတအနောဒိတမေတ္တာတွေဆိုကြားဦးတယ်မဟုတ်လားနော်ရည်ရွယ်ပြီးတော့ပို့တာရှိတယ်မရည်ရွယ်ဘဲနဲ့အလုံးကိုဖြန့်ပြီးတော့ပို့တာရှိတယ်တစုံတစ်ယောက်ပေါ်မှာပို့တာရှိတယ်အလုံးပေါ်မှာမချာနာဘဲနဲ့ပို့တာလည်းရှိတယ်ပဲမေတ္တာပဲဖြစ်ဖြစ်မေတ္တာပါပဲဟုတ်လားအဲ့လိုမျိုးရည်ရွယ်ချက်ရှိရှိနဲ့စူးစိုက်ပြီးတော့ပို့လိုက်တော့ရောဇရဲ့စိတ်ဓာတ်ကပြောင်းသွားတယ်အံ့ဩစရာနော်မေတ္တာပို့ရင်ရောက်သလားဆိုတဲ့မိခွန်းရဲ့အဖြေပဲဒါအာဂမယုတ်တိကြာရရောက်သွားတယ်ဟုတ်လားသူ့ရဲ့စိတ်ဓာတ်ကိုပြောင်းလဲသွားတယ်မြတ်စွာဘုရားရဲ့ပုံမှာချစ်ခင်မှုမျက်နှာမှုအကြီးအကျယ်ဖြစ်လာတယ်အံ့ဩစရာပါပဲအဲ့ဒါကျမ်းစာထဲမှာဘယ်လိုမှတ်တမ်းတင်ထားလဲဆိုတော့မအေးပြောက်လို့ရှာတဲ့နွားပေါက်စလေးလို့ကိုဖြစ်နေတယ်တဲ့ရောဇာကမြတ်စွာဘုရားကိုလိုက်ရှာနော်အင်းဒီကိုမရအောင်အဲ့ဒါကြောင်းဝင်တဲ့ကြောင်းတွေမြတ်စွာဘုရားဘယ်မှာလဲမြတ်စွာဘုရားဘယ်မှာလဲလိုက်ရှာစောတော့ကတန်ရိုင်းမှာကြောက်လို့လာရတယ်ဆိုတဲ့လူကအဲ့လိုဖြစ်သွားတာဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားရှိတဲ့ကြောင်းကိုညွှန်ပြတော့အဲ့ဒါမြတ်စွာဘုရားတကားခောက်တော့အဲ့ဒီမှာမြတ်စွာဘုရားသူ့ကိုတရားဟောတော့အဲ့မှာသောတာပန်ဖြစ်တယ်နော်အဲ့တော့ပြောချင်တာကဒီမေတ္တာတရားရဲ့စွန့်ရည်တတ္တိလူတွေရဲ့ချစ်ခင်မြတ်နိုးမှုကိုလွယ်လွယ်လေးရနိုင်တယ်ဆိုတာကိုပြောချင်တာအဲ့နောက်တော့ပေရောဇာဟာဒီမေတ္တာတရားကိုပဲအကြောင်းခံပြီးတော့နော်အကြီးအကျယ်ပြောင်းလဲသွားတဲ့သူတော်ကောင်းတရားဖြစ်သွားတာပဲဒါကိုလည်းနားလည်ဖို့လိုတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုအရင်တို့ပြောရင်တာကဝိတာခမထေရဲ့အကြောင်းပြောရင်အဲ့ဒီကတော့သူကနတ်တွေရဲ့ချစ်ခင်မြတ်နိုးမှုကိုပြောရင်တာဝိတာခမထေဆိုတာကတစ်ချိန်လုံးကသူကတထေးတယောက်ပဲအဲ့တော့နောက်တော့ရှိတဲ့စည်းစိမ်အကုန်စွန့်ပြီးတော့ဘုန်းကြီးဝတ်သွားတာဘုန်းကြီးဝတ်သွားပြီးတော့သူတပါးတည်းဂူတကူထဲမှာတရားအထုတ်တယ်တရားအထုတ်တဲ့အခါမှာသူကမေတ္တာအမြဲတမ်းပို့တယ်အဲ့ဒါသူ့ရဲ့စိတ်ကူးတွေကနော်ဒီကူကြီးထဲမှာငါဝါရင်3လကာလပတ်လုံးနေမယ်ဝါကျွတ်တော့တနေရာကိုငါကြွမယ်လို့စိတ်ကူးပြီးတော့နေတာအဲ့ဒါဝါကျွတ်ပြီးဆိုတော့သူကြွတော့မယ်ဆိုတော့တပိတ်သင်္ကန်းလေးနဲ့ကိုရဲကထွက်လာအဲ့ဒီအချိန်မှာဂူဘဝမှာနတ်သမီးတယောက်ငိုနေတာကိုတွေ့ရတယ်တဲ့နော်အဲ့ဒီဂူဘဝဟာအပင်မှာနေတဲ့ရုပ်ကစိုးနတ်သမီးတယောက်ပဲကိုထင်ပြပြီးတော့ကိုငိုတာဘာလို့ငိုတာတော့လို့မေးတယ်အဲ့တော့အရှင်ဘုရားကြွသွားမှာဆိုလို့ငိုတာပါငါဒီမှာနေတော့ဘာအကျိုးရှိလို့ငါ့ကိုမကြွစေချင်တာတုံးလို့မေးတယ်တဲ့ရှင်ဘုရားတဲ့ရှင်ဘုရားဒီမှာနေလို့ရှိရင်ဒီမှာဒီနားမှာရှိတဲ့နတ်တွေကအယမ်းညီညွတ်တယ်တဲ့ရှင်ဘုရားရဲ့မေတ္တာဓာတ်ကြောင့်နတ်တွေဟာအချင်းချင်းချစ်ခင်တဲ့မျက်လုံးနဲ့ကြည့်ပြီးတော့သူတို့အချင်းချင်းအယမ်းညီညွတ်ကြတယ်နေရထိုင်ရတာတွေ့အမြင်ရတာချမ်းသာတယ်စိတ်ချမ်းသာတယ်အရှင်ဘုရားကြွသွားပြီဆိုရင်တော့အဲ့ဒီညီညွတ်ရေးတွေအကုန်လုံးပျက်စီးသွားတော့မှာတဲ့တယောက်နဲ့တယောက်အဲ့ဒီတယောက်နဲ့တယောက်မေတ္တာမရှိရတော့အနေအထားမျိုးကိုရောက်သွားမှာဆိုလို့ဒါကြောင့်အရှင်ဘုရားဒီမှာနေခြင်းအဲ့ဒီအကျိုးရှိတယ်အဲ့တော့ဝိသခမထေရကငါဒီမှာနေတာနင်တို့အတွက်အကျိုးရှိတယ်ဆိုရင်ငါနေပေးမယ်ဆိုတော့ဆက်နေတာမသွားဘူးဟုတ်လားအဲ့လိုနဲ့နောက်နေ့ဝါကြွခါနီးတော့တခါထွက်မယ်လို့တော့တခါနတ်သမီးရဲ့ရှေ့အနေငိုတာပဲဟုတ်လားအဲ့ဒါနဲ့အဲ့ဒီကူမှာပဲနေပြီးတော့ပြိဋိဘံဆန်းသွားတယ်ဘယ်မှမကြွအောင်နော်ဒါပါလေဆိုတော့နတ်တို့ရဲ့ချစ်ခင်မြတ်နိုးမှုနော်ကိုယ့်ရဲ့မေတ္တာဓာတ်ကအားကြီးတယ်ဆိုလို့ရှိရင်နော်နတ်တွေရဲ့ပုံမှာတောင်ရိုက်ခတ်မှုရှိတယ်တကယ်တမ်းကကျွတ်တို့ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ကိုဖျောက်ဖျောက်ပြီးတော့တရားဒေသနာတွေကိုနာရင်တော်တော်ကောင်းတယ်ဒါသဘာဝတရားတွေပဲလူဆိုတာလည်းမရှိဘူးနတ်ဆိုတာလည်းမရှိဘူးတိဋ္ဌံဆိုတာလည်းမရှိဘူးဘာပဲရှိလဲစိတ်စေတသိက်ယုံနိဗ္ဗာန်ဟုတ်တယ်မဟုတ်လားဒါပဲရှိတာပဲလေဟုတ်လားဒီစိတ်တွေရဲ့စွန့်ရည်တက်တွေအချင်းချင်းဆက်နွယ်မှုရှိတယ်အရန်အံ့ဩစရာကောင်းတဲ့တချို့ကိစ္စတွေအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့သိနိုင်တဲ့နယ်ပယ်တွေကအရန်ကျင်းမြောင်းနေတော့တချို့ဟာတွေကအံ့ဩရတယ်ပေါ့ဘာလို့အံ့ဩရဆိုမသိလို့အံ့ဩရတာမသိတာကြီးကဒီလိုကြီးဖြစ်လာတယ်ဆိုတော့အံ့ဩမိတာဟုတ်လားအဲ့တော့စိတ်တွေရဲ့သဘောနော်ဒီဓာတ်သဘာဝတွေရဲ့သဘောကိုနားလည်အောင်ကြိုးစားရမှာနော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့လူရဲ့နတ်ရဲ့တိဋ္ဌံရဲ့လို့မဟုတ်ဘူးဒီစိတ်တွေပဲရှိတာဒီစိတ်တွေရဲ့စွမ်းရည်တတ္တိလို့ပြောတဲ့နေရာမှာတိဋ္ဌံတွေရဲ့ပုံမှာလွှမ်းမိုးနိုင်မှုရှိတယ်ဆိုတာကိုလည်းနားလည်ရမယ်နော်ဝေဒနာမင်းကြီးကတောထဲမှာနေတဲ့အခါကျတော့အဲ့ဒီမေတ္တာတရားနဲ့နေတာပဲဝေဒနာဇတ်မှာလေအဲ့တော့ဒီတိဋ္ဌံတွေကအများကြီးနုညံ့မှုတိမ်မွေးမှုပျော်ပြောင်းမှုရှိတယ်
အချင်းချင်းဒုက္ခပေးတာနှိမ့်ဆက်တာမရှိဘူးနော်သုဝနာသမဇ္ဇမှာလည်းအဲ့ဒီတိုင်းတွေ့ရတယ်သုဝနာသမဇ္ဇကပိုးတောင်စိတ်ဝင်စားတယ်ကောင်းနေတယ်ဟုတ်လားနော်လူအလွန်ကြောက်တယ်ဆိုတဲ့ကိန်းနေရာတွေကတောင်လာတော့သူကြည့်ဦးနော်သမင်းတွေပါတယ်ဆိုလို့ရှိရင်သူရေခတ်လို့ရှိရင်ရေဝိုင်းပြီးတော့ခတ်တယ်သူ့ပေါ်မှာလုံးဝယုံကြည်စိတ်ချမှုရှိတယ်ဒါကြောင့်ဦးဇင်းတို့တချို့တိရစ္ဆာန်အရာရင်းတွေကကလေးတွေကိုအန္တရာယ်မပြုဘူးကလေးတွေရဲ့စိတ်ထဲမှာဒီတရားကိုငါနှိမ့်ဆက်မယ်သူ့ကိုငါနိုင်တယ်ဆိုတဲ့အတွေးမရှိဘူးလူတွေကြတော့အဲ့လိုမဟုတ်ဘူးအသက်ကြီးလာပြီဆိုရင်တိရစ္ဆာန်ကိုဘယ်လိုထင်တော့တိရစ္ဆာန်လိုပဲထင်တာပေါ့နော်ကိုနိုင်တယ်ကိုလှုပ်ချင်တိုင်းလှုပ်လို့ရတယ်ဆိုတော့အထက်စီးရနေတဲ့အပိုင်းရှိမယ်လို့ဦးဇင်းထင်တယ်ဟုတ်တယ်မဟုတ်လားကလေးပေါင်းစားတွေကြတော့အဲ့ဒီလိုမရှိဘူးသူတို့စိတ်ကဘာဖြစ်တော့ဖြူစင်တယ်ဒါကြောင့်မို့လို့နော်ဦးဇင်းတို့သာသနာရေးဦးစီးဌာနမှာငကောကအင်္ဂလိပ်စာဌာနမှာအက်ဒီတာလုပ်သွားတယ်ဆရာကြီးဦးချစ်တင်ဆိုတာရှိရဲ့တဲ့နော်ဓမ္မစီရဆရာကြီးဦးထေးလန်ရေးတဲ့မေတ္တာဝါဒဆိုတဲ့စာအုပ်ကိုဦးဇင်းကငယ်အရန်ကြိုက်တယ်ခဏလည်းဖတ်ဖြစ်တယ်အခုဒီလာကနေလည်းဖတ်လာတယ်အဲ့ဒီတည်းကအကြောင်းအရာလေးကိုပြောချင်တယ်ဟုတ်လားအဲ့ဒီဦးချစ်တင်ရဲ့အမေကဒေါ်ရွှေတဲ့စာမတတ်အဖေကဥစ္စာထွန်းတဲ့သူကမုတ်ဆိုးဝါဒနာပါတယ်အဲ့ဒါသူကအင်္ဂလိပ်ခေတ်ကစေးရေးကြီးပဲအဲ့ဒါကံကောနယ်ဘက်ကိုသွားရဆိုအမြဲတမ်းတနက်တလက်နဲ့ပြစ်တယ်အဲ့ဒီဒေါ်ရွှေကစာမတတ်ဘူးဒါပေမဲ့စိတ်ဓာတ်အရန်ကောင်းတယ်အပိယိတ်တွေဘာတွေအကုန်ရတယ်စာလာမတတ်တာဈေးရောက်တယ်ဈေးရောက်လို့ရှိရင်လည်းပဲသူကစာနဲ့မမှတ်ဘူးအယုံနဲ့မှတ်တာတယ်သူ့ရဲ့ဈေးစင်းရဲ့စာကိုသူပဲဖတ်တတ်တယ်လို့ဆိုတယ်နောက်ငပိဝယ်ထားဆိုရောင်းမပုံလေးနဲ့ဘလောက်ပေါ့သူသင်္ကေတနဲ့သူအလုတ်ကတော့ဖြစ်အောင်လုပ်နိုင်တယ်အမြစ်တာအရန်အားကြီးတယ်နော်စာနဲ့ပေနဲ့တိတိကျကျလောက်တာမဟုတ်ဘဝအစမြစ်တာတက်ပါလာပြီးတော့အဲ့ဒီဟာကိုပျော်မွေ့နေတဲ့သဘောရှိပုံရတယ်အဲ့ဒီတက္ကမကြီးကဟုတ်လားအဲ့တခါဆိုရင်ဆင်ရိုင်းတကောင်လူတွေကိုခဏနင်းတက်လို့ဆိုပြီးတော့အထက်ကပြစ်မိန်ပေးထားတယ်အဲ့ဒီဆင်ရိုင်းကြီးကိုပြစ်တတ်မယ်အဲ့ဒါကို तू ကမရရမနေနိုင်ငိုးပြီးတော့တောင်းတာဝဲပေးရမယ်ဆိုလို့အဲ့ဒီဆင်ရိုင်းကြီးကိုဝဲပေးရတာအဲ့လောက်တတ္တဝါတွေကိုလည်း तू ချစ်တယ်နောက်တော့အဲ့ဒီဆင်ရိုင်းကြီးကနော်ကြာစားရလောက်အောင်ယဉ်ကျေးတယ်သူ့ရဲ့မေတ္တာတရားပြောရင်ကအဲ့ဒီဥချစ်တင်ငယ်ငယ်တုန်းက2နှစ်သား3နှစ်သားအဲ့ဒီဆင်ရိုင်းကြီးနဲ့ကစားရတယ်တွားရတယ်ဘာမှမလုပ်တယ်အဲ့ဒီဆင်ကြီးကမတင်ရသေးဘဲနဲ့ကိုဘာမှမလုပ်ကလေးကိုဘာမှမလုပ်နောက်တော့အဲ့ဒီဥစ္စာထုံးကမုတ်ဆိုးဘွားကိုစွန့်လိုက်ရတယ်တဲ့ဘာလို့စွန့်လို့တော့သားကောင်သွားပြစ်တယ်ဘယ်တော့မှဘာမှမရဘာလို့မရတော့ဆိုရင်အဲ့ဒီဒေါ်ရွှေကမေတ္တာအမြဲတမ်းပို့တယ်အဲ့တခါတလေဆိုရင်မလှုပ်ပါနဲ့မသွားပါနဲ့သူ့ယောက်ျားကိုတားတယ်မရဘူးဆိုရင်အဲ့ဒါတွတ်နဲ့ရွတ်ပေးနေပါလေရွတ်ခဏလေးနေပါအောင်ကျုပ်ဆူတောင်းမရစေအောင်တခါလေးဆိုရင်သူနားလေသလိုအဲ့ဒါဇရွေးဆွတ်ပြီးတော့တနက်ထိတ်ကိုမြန်ပုတ်လိုက်မယ်ဆိုရင်အဲ့ဒီဆိုရင်တကောင်မှကိုမရဘူးဟုတ်လားနောက်တော့အဲ့ဒါတနက်အမျိုးမျိုးပြောင်းပြီးတော့ကိုင်းပြီးတော့လိုက်တယ်ဘလို့မှမရလို့အဲ့ဒါမုတ်ဆိုးဘွားကိုဆွန့်လွတ်လိုက်ရတယ်အဲ့ဒါမာစီဆိုတော်ဘုရားကြီးတရားပြတဲ့အချိန်မှာအဲ့ဒီတခါကြီးကယောဂီတရားအားထုတ်တယ်ပေါ့နောက်ပိုင်းကျတော့ဟုတ်လားအဲ့ဒီမှာဦးဇင်းပိုးပြီးတော့အံ့ဩစရာကောင်းတာတစ်ခုကဦးဇင်းတို့အခုမောင်ရင်မောင်မတ်မေမဝတ္ထုမြန်မာဝတ္ထုကိုပထမအဆုံးရေးတဲ့ဂျိမ်းစ်လာကျော်ဆိုကြားဦးတယ်နော်အဲ့ဒါရဲ့မွေးစားအဖေအမေနော်ဥညိုဆိုတာရှိတယ်တဲ့တော်မမကြီးတဲ့တော်မမကြီးကဗုဒ္ဓဘာသာဥညိုကခရစ်ယာန်ဟုတ်လားအဲ့ဒါသူတို့ရတဲ့ခါကျတော့တယောက်ရဲ့ဘာသာရေးကိုတယောက်မပြောဘဲနဲ့နားလည်မှုနဲ့နေတာပေါ့ဟုတ်လားအဲ့ဒီဥညိုကလည်းပဲမုတ်ဆိုးဝါဒနာအရန်ပါတယ်အဲ့ဒီတော်မမကြီးကလည်းမေတ္တာအရန်အားကြီးတယ်ဟောတွေ့ကြတာအဲ့ဒါတခါမှဆိုလို့ရှိရင်သူကဒီရောနယ်ဘက်ကိုသွားရင်းနဲ့တော့ငှက်တွေကလည်းအရန်ပေါ်တာပေါ့အဲ့ဒီဘက်ကအဲ့ဒီတုန်းအခြေအနေပေါ့အဲ့ဒါဦးဇင်းတို့ငုံငှက်တို့ဆိုတာရှိတယ်အဲ့ဒီငုံငှက်ရဲ့ထူခြားချက်ကလည်းဘာလဲဆိုတော့လူတွေစိုက်ပျိုးထားတာကိုဘာမှမစားဘူးတခြားသောတိရစ္ဆာန်တွေကိုဘာမှမစားဘူးပိုးကောင်လေးတွေကစားမစားဘူးတဲ့အဲ့ဒီငုံငှက်ကသူ့အမြန်တကယ်လို့ပြစ်လို့ရှိရင်ပြစ်တဲ့လူရဲ့ခြေရင်းကိုထိုးဆင်းပြီးတော့အမ်းပြတယ်တဲ့ဘာမှမစားပါဘူးဆိုတာကိုသိအောင်လုပ်တာအဲ့ဒီငုံငှက်ရဲ့ထူခြားချက်ပေါ့အဲ့ဒါငှက်သူတော်ကောင်းလို့လည်းခေါ်တယ်တချို့မို့ဆိုတဲ့အဲ့ဒီငှက်တွေကိုမပြစ်ဘူးဟုတ်လားတခါအဲ့လိုပဲအဲ့ဒီညောင်မကြီးမှာအဲ့ဒီငုံငှက်တွေအများကြီးနားနေတာအပြုတ်လိုက်ကြီးနားနေတာအဲ့ဒါလှဲနဲ့သူကတတော်အရာရှိဆိုတော့သွားတာပေါ့ဥညိုကအဲ့မှာသူမိမလည်းပါတယ်ဒေါ်မမကြီးလည်းပါတယ်အဲ့ဒါတွေ့တဲ့ခါကျတော့ဟာငှက်တွေအများကြီးဆိုပြစ်မယ်ပေါ့အဲ့မိမမပြစ်ပါနဲ့လို့ဒါမရဘူးမင်းကတို့ဖျားဖန်ဆင်းထားတဲ့ဒီအစားအသောက်လေးတွေကိုနောက်ရေးကြီးခွင်ကျင်မလုပ်ပါနဲ့ပေါ့အဲ့ဒါနဲ့ဘလို့မှတားမရတဲ့ခါကျတော့နောက်ဓမ္မမကြီးကခဏအဲ့လိုဆိုရင်ခဏလောက်နေပါဦးသူမေတ္တာတုတ်ကလေးရွတ်ပြရစေအောင်ဆုတောင်းပြရစေအောင်လို့ပြောတယ်တဲ့အဲ့ဒါသူစိတ်မရှိဘဲနဲ့စောင့်နေရအဲ့ဒါသူရွတ်ဆိုပြီးဆိုကိုင်းပြစ်ချင်လဲပြစ်တော့ဆိုပြစ်တာ
အကိုင်းအခက်လက်တွေပဲအောက်ပြုတ်ကြလာတယ်တကောင်မှမမှန်ဘူးတဲ့အဲ့ဒါ तू အမြင်ကြီးကပြစ်မှတ်ကိုမလွဲအောင် तू ပြစ်နိုင်နေတဲ့ချန်ပီယံတယောက်မဟုတ်ပေမဲ့လို့ तू အလွန်လက်တဲ့တယ်ပေါ့နော်တကောင်နဲ့ငလားနေတဲ့ငှက်ကိုပြစ်နိုင်တယ်ဒီမှာအုပ်လိုက်ကြီးရှိနေတာကို तू တကောင်မှအရန်အံ့ဩတယ်ပေါ့အောက်မှာငှက်မွေးတွေပါလေသွေးဆက်တွေပါလေမြန်ကြာနေလားရှောက်ရှာတယ်မပြန်တော့ဒဏ်ရာရဘာငှက်မွေးလေးတောင်ကြာမလား तू စိတ်ထဲမှာအရန်အံ့ဩမိတယ်တဲ့အော်ဗုဒ္ဓဘာသာရဲ့တရားလဲစွမ်းသားပဲလို့ तू အဲ့လိုအောက်မိတယ်တဲ့အဲ့ဒါ तू ဗုဒ္ဓဘာသာဖြစ်မပြောင်းသေးဘူးနောက်ဆုံးတော့ဗုဒ္ဓဘာသာဖြစ် तू ပြောင်းတယ်အဲ့လိုပြောင်းလို့ဆိုအဲ့ဒီဒကမာကြီးကြောင့်ပဲပြောင်းရတာသူမှထူးခြားတာတွေစမ်းကြတာတွေအများကြီးတွေ့ရတယ်တခါဆိုလို့ရှိရင်တော်တော်ထူးဆန်းနေတဲ့အားလုံးဆိုဦးဇင်းတို့မောက်တင်ငှက်ဆိုတာရှိတယ်ဟင်းသာအမျိုးတွေပဲခေါင်းမှာအမောက်ပါတယ်ဒီမှာအောက်ကဘူးကြီးနဲ့အရန်လှတဲ့ငှက်မျိုးတော်တော်လေးကြီးတယ်လို့ပြောတယ်နော်ဘဲလို့ဘာလို့ငှက်အကြီးကြီးတွေပေါ့အဲ့ဒီငှက်တွေကအရန်သစ္စာရှိတယ်တကောင်ကိုပြစ်တက်လို့သေလို့ရှိရင်တကောင်ကအမြင်ကြီးကိုပြန်ပြီးတော့အတောင်ကိုရှက်ပြီးတော့တခါတည်းထိုးချပြီးတော့သေပြစ်တယ်လို့ပြောတယ်ဒါတကယ်ဖြစ်တာလို့ပြောတယ်အဲ့ဒါတခါတော့သူ့ရဲ့တပည့်တယောက်ကအဲ့ဒီကန်ထဲမှာသွားနေတဲ့အကောင်၃ကောင်တည်းကတကောင်လှမ်းပစ်တယ်လှမ်းပစ်တဲ့အခါကျတော့မှန်ရောမှန်တော့ကြံတဲ့2ကောင်ကပြန်မသွားဘူးတဲ့အဲ့ဒီအမှန်လို့ခြေထဲမှာလဲနေတဲ့အကောင်ဝိုင်းပြီးတော့ထူကြတယ်နှုတ်သီးနဲ့ဝိုင်းထူဒီကပြစ်မယ်ဆိုတာသိတယ်နော်အဲ့ဒါကိုဒီတခါကြီးကဥညိုကမြင်တော့သူ့တပည့်ကိုလှမ်းပြီးတော့ပြောတယ်လုံးဝမဖြစ်နဲ့ပေါ့သူအံ့ဩတယ်ပေါ့အဲ့ဒါအဲ့ဒီအကောင်ကသေသွားတာတေးတော့အဲ့ဒီအကောင်ကိုယူလာတဲ့အခါကျတော့အဲ့ဒီခုနကဝိုင်းထူတဲ့2ကောင်ကအပေါ်ကနေလိုက်လာတယ်တဲ့အိမ်ထိလိုက်လာတယ်။အော်ပြီးတော့လိုက်လာတယ်။အဲ့တော့သူစဉ်းစားတယ်တဲ့။အော်ဒီငှက်တွေကအရန်နော်စိတ်ဓာတ်တွေကမြင်မာလာကြီးလား။တချို့လူတွေမှာတောင်မရှိတဲ့စိတ်ဓာတ်မျိုးသူတို့မှရှိတယ်အောင်။သူစိတ်ထဲမှာအရန်ထိခိုက်တယ်။သူအဲ့ဒီရောနယ်ဘက်မှာသွားရင်းနဲ့တခါမှအဖြစ်အပျက်တစ်ခုရှိတယ်တဲ့။မိမတယောက်ညကိုအောက်ကိုဆင်းတဲ့အခါကြားကဆွဲသွားတယ်ကြားဆွဲသွားတဲ့အခါကျတော့ကြားမသိမရှင်ကျောင်းကကြွက်ကိုကစားတယ်လို့ကစားတာအဲ့သူကလှမ်းអော်တယ်တောဆက်ကနေပြီးတော့အိမ်နဲ့မနီးမဝေးမှာနော်ဆွဲသွားတာကိုအကျမမသေးသေးပါဘူးလာကဲလဲပါလို့អော်တာအိမ်ပေါ်မှာရှိတဲ့ယောက်ျားကြောက်လို့ပုံနေတယ်တဲ့သွားမကဲဘူးဘယ်သူမှလည်းအကြောင်းမကြောက်ဒီလိုနဲ့အဲ့ဒီမိန်းမတော်တဲ့ပါတော့ကြားစားခံရတယ်ဒါကိုသူစဉ်းစားမိတယ်ပေါ့တချို့လူတွေမလုံနိုင်တဲ့နော်ကိစ္စမျိုးဒီမှာရန်သူရှိတယ်ဆိုတာ तू သိတယ်ပြစ်တယ်လို့ဒီတကောင်သေးသွားဆိုအကျဉ်း2ကောင်လိုက်လာတယ်အဲ့ဒီနေရာစပြီးတော့ तू ငှက်တယ်ပြစ်တော့သူပြောင်းသွားတာပေါ့အဲ့တော့နောက်ကြတော့ तू ဗုဒ္ဓဘာသာဖြစ်လာတဲ့အခါကျတော့ तू ဇက်စာတွေဘာတွေဖတ်တယ်ပေါ့နော်ဦးဇင်းတို့ဇက်တော်တစ်ခုရှိတယ်နော်ဟင်္သာမင်းဇက်တွေရှိတာဟိုသူမုခတို့စစ်သူကြီးနော်ရှင်အနန္ဒာရဲ့အကြောင်းအဲ့လိုပဲထောင်ချောင်းမိတဲ့အခါကျတော့ဘယ်မှမသွားဘူးအာနန္ဒာကအဲ့ဒီနာမှာအာနန္ဒာလောင်းဟင်္သာကအဲ့ဒီနာမှာပဲနေတယ်ရဲဝံ့နေတယ်ဟာအဲ့ဒီမှာမုတ်ဆိုးကလည်းပဲဒီငှက်တွေရဲ့အပြုအမူကြည့်ပြီးတော့အဲ့ဒီဇက်တော်ထဲမှာမေတ္တာအယံဖြစ်လာတဲ့အခါကျတော့ဘာလို့တုံဆိုတော့အဲ့ဒီငှက်ရဲ့နော်ခြေတော်မှာမိလို့ယုံတာလို့အရည်တွေပြတ်နေတာရှိတယ်အဲ့ဒါကိုလက်နဲ့ဆုပ်ပေးတယ်တယုတရအသားအတိုင်းပြန်ဆက်သွားတယ်လို့ဆိုတယ်အံ့ဩစရာပါနော်ဒါကဦးဇင်းတို့နော်စာထဲမှာပါတဲ့အကြောင်းအရာဘုရားဟောထားတဲ့အကြောင်းအရာပါပဲအဲ့တော့ပြောချင်တာကဘာလဲမေတ္တာဟာမေတ္တာပဲနော်တိရစ္ဆာန်ရဲ့မေတ္တာပဲဖြစ်ဖြစ်လူတွေရဲ့မေတ္တာပဲဖြစ်ဖြစ်ဘသူရဲ့မေတ္တာပဲဖြစ်ဖြစ်မေတ္တာဟာမေတ္တာပဲသို့တော့ကိုကစနစ်တကျဒါကိုအားရှိလာအောင်လေ့ကျင့်ပဲပြုစုပြောထောင်မယ်ဆိုတော့အများကြီးပို့ပြီးတော့အစွမ်းထက်လာမှာနော်ကစင်ကရပုံတယ်ကြောလှုပ်ထားတာနဲ့စနစ်တကျအပီအပြင်လှုပ်ထားတာကတော့မတူနိုင်ဘူးဟုတ်ရဲ့လားဒါကြောင့်မေတ္တာကိုအများကြီးအားကိုးဖို့လိုတယ်ဆိုတာလေးကိုသဘောပေါက်စေချင်တာအခုမေတ္တာရဲ့အကျိုးကျေးဇူးတွေကိုဒါဘုံဘုံတို့ပြောနေတာဟုတ်လားအေးဘယ်နှပါးရှိသွားပြီတော့၄ပါးရှိတာနော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လုံနဲ့ဒီရောက်သွားပြီဟုတ်လားအေးချစ်လျက်လုံနဲ့ပြီးတော့ပါလာတော့ဆိုတော့စောင်းလျက်နတ်များစောင်းလက်နတ်များနတ်တွေရဲ့စောင့်ရှောက်မှုကိုခံရတယ်နော်မနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိဒေဝတာနံရက္ခန္တိဟုတ်လားနတ်တွေရဲ့စောင့်ရှောက်မှုကိုခံရတယ်တဲ့နတ်တွေရဲ့စောင့်ရှောက်မှုခံရတယ်ဆိုတာလည်းပဲဒါလိုလားအပ်တဲ့အကျိုးကျေးဇူးတစ်မျိုးပါနော်အဲ့ဒီဥစ္စာလည်းပဲဒါမေတ္တာရဲ့စွမ်းရည်တတ္တိထဲမှာတစ်ခုထည့်ပြီးတော့ဒါမြတ်စွာဘုရားဟောပြထားတာအဲ့တော့နတ်တွေစောင့်ရှောက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့နော်ရှင်သူဗုဒ္ဓရဲ့အကြောင်းလေးဟာပြောစရာကောင်းတယ်နော်လက်တွေ့အတွေ့အကြုံလေးတွေကိုထည့်သွင်းပြီးတော့ပြောရခြင်းကယုံကြည်မှုတတ္တတရားကိုပို့ပြီးတော့တိုးပွားစေတယ်မေတ္တာတရားရဲ့စွမ်းရည်တတ္တိဟုတ်လားတော့မေတ္တာကဘယ်လိုတွေဖြစ်တယ်ဆိုတာကိုပညာတစ်ခုအနေနဲ့တဲ့သိဖို့ဆိုတာတော့မလွယ်ဘူးနော်သဘောပေါက်လားဘဏ္ဍကတောင်မှကြောင်းဆုံးလာကတ်တဲ့ဒကမတွေဒကာတွေကိုပြောလိုက်ရသေးတယ်
ဒီကုသိုလ်စေတနာလေးကကောင်းကျိုးချမ်းသာကိုဘလို့ဖြစ်စေပါတယ်ဆိုတာကိုဓာတ်ရိုက်ကြီးသိဖို့ကတော့မလွယ်ဘူးသိနိုင်ဖို့ဆိုတာမလွယ်ဘူးဒီကုသိုလ်စိတ်ကလေးကဒီလိုအကျိုးကိုပေးတယ်ဆိုတာကိုယ့်ရဲ့ဉာဏ်နဲ့သိဖို့ဆိုတာမလွယ်ဘူးဘာနဲ့တရားဓမ္မတို့အရင်တို့လက်ခံပြီးတော့လုပ်နေကြရတာလဲလို့မင်းယုံကြည်မှုနဲ့လုပ်ကြရတာဘာနဲ့လုပ်ရတော့ယုံကြည်မှုသို့တော့ဒီယုံကြည်မှုကအယံကာရောယုံကြည်တာတော့မဟုတ်ဘူးသူ့စိတ်ထဲမှာအကျိုးတဲ့အကြောင်းနဲ့စဉ်းစားပြီးတော့လက်ခံနိုင်လောက်တဲ့အနေအထားရှိလို့ယုံကြည်တာစကနဥမှာအဲ့ဒါနဲ့ပဲစရတာနော်အဲ့ဒီယုံကြည်မှုနဲ့စတော့မှသာလေနားလည်မှုဆိုတဲ့အဆင့်ကရောက်နိုင်တာအစကနဥဘာမှမလုပ်ရသေးပဲနဲ့နားလည်တယ်ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့နားလည်မှုမရှိသေးပဲနဲ့မောယုံကြည်မှုမရှိပဲနဲ့လည်းပဲလုံးမှာမဟုတ်ဘူးမလုပ်ရင်လည်းနားလည်မှာမဟုတ်အဲ့တော့ယုံကြည်မှုရှိမှလုံးမယ်လုံးမှနားလည်မယ်အဲ့ဒီလိုသွားရမှာအခုကဘာအတွက်ဦးဇင်းတို့ပြောနေအောင်ဆိုရင်ယုံကြည်မှုအတွက်ပြောနေတာပဲတော့ပေါက်တယ်မဟုတ်လားဒီယုံကြည်မှုကဘယ်ကိုရောက်မှာတော့နားလည်မှုကြီးကိုရောက်မှာတော့နားလည်မှုဒီရောက်ပြီဆိုရင်တော့ခိုင်မြဲမယ်ပေါ့ဟုတ်လားအေးအဲ့တော့ဦးဇင်းအခုပါဆက်ပြောမှာတော့နော်နတ်တွေရဲ့စောင့်ရှောက်မှုကိုခံရတယ်ဆိုတာအဲ့ဒါမြတ်စွာဘုရားလက်ထက်ကနော်ရှင်သူဗုဒ္ဓဆိုတာရှိတယ်တဲ့ရှင်သူဗုဒ္ဓဆိုတာကဦးဇင်းတို့နာရဘိန်တထေးကြီးရဲ့ညီနော်နာရဘိန်တထေးကညီကိုနှစ်ယောက်ရှိတာအဲ့သူဗုဒ္ဓကသူ့ညီပဲအဲ့ဒါနောက်တော့သူရဟန်းပြုသွားတာတထေးစီစဉ်ဆွတ်ပြီးတော့ပြုတာနော်အဲ့ဒါရဟန်းဖြစ်သွားပြီဆိုတော့သူကဣတတက်နှစ်ထပ်ကွန်းတောင်ရတယ်အဲ့ဒီရှင်သူဗုဒ္ဓကပထမဣတတက်ကဘာလဲဆိုတော့မေတ္တာဣတတက်မေတ္တာအရာမှာအသာဆုံးပေါ့ဘာလို့ရလဲဆိုတော့သူအမြဲတမ်းမေတ္တာပွားပြီးတော့နေတယ်ဆုံးခံပြီဆိုလို့ရှိရင်မေတ္တာပို့ပြီးတော့မှပဲသူဆုံးခံတယ်သူပို့တဲ့မေတ္တာလည်းပဲဒုက္ခိတာဟောတာဒုက္ခမုံစထတယ်ဒီစကားလုံးလေးကြားဦးတယ်မဟုတ်လားကြောင့်နော်ဒုက္ခိတာဟောတာဒုက္ခမုံစထဒုက္ခိတာဟောတာချမ်းသာပါစေဒုက္ခမုံစထဆင်းရဲကလွတ်ပါစေဒါကအနှစ်ချုပ်ပဲလေဟုတ်လားအဲ့ဒီလိုမေတ္တာပို့တဲ့အခါကျတော့ဒီမေတ္တာရဲ့စွန့်ရည်တက်တွေကိုဒီတရားဓမ္မကသိတယ်သိတဲ့အခါကျတော့သူတို့ရဲ့စိတ်ထဲမှာလည်းပဲပို့ပြီးတော့ကြည်နူးရတယ်နှစ်သက်ရတယ်အဲ့ဒီလိုမေတ္တာအားကြီးတဲ့ပုဂ္ဂိုလ်ကိုလှူရတန်းရတဲ့ဒါနာကောင်းမှုကလည်းပို့ပြီးတော့အကျိုးကျေးဇူးများတယ်ဒါကြောင့်မလို့သူ့ကိုမေတ္တာရမှာဣတတဲ့ပေးတာနောက်တစ်ခုကသူကဓမ္မဋိဋ္ဌံကြကြပြောတဲ့နေရာမှာနော်အရဏဝိပင်ကတုတ်တန်အရာဓမ္မဋိဋ္ဌံကြကြပြောဖို့မြတ်စွာဘုရားဆုံးမတဲ့နော်လိုက်နာချက်ကိုလိုက်တဲ့နေရာမှာသူကအသာဆုံးပဲသူဘယ်တော့မှဘယ်သူကောင်းတယ်ဘယ်သူမကောင်းဘူးလို့ပုဂ္ဂလတ္ထံဘယ်တော့မှမပြောဘူးတဲ့အံ့ဩစရာပဲနော်မြတ်စွာဘုရားကမှတခါတလေနော်ဘယ်သူကမကောင်းဘူးဘယ်သူကကောင်းတယ်လို့ပြောတာရှိသေးတယ်တဲ့အဲ့ဒီရှင်သူဗုဒ္ဓကအဲ့လိုမျိုးမပြောဘူးနော်ကောင်းတယ်ဆိုတာဘာလဲကောင်းတယ်ဆိုတာကောင်းတဲ့စိတ်ပေါ့မကောင်းတယ်ဆိုတာဘာလဲမကောင်းမှုဆိုတာမကောင်းတဲ့စိတ်ပေါ့နော်မကောင်းတဲ့စိတ်တွေကမကောင်းဘူးကောင်းတဲ့စိတ်တွေကကောင်းတယ်နော်အပြုအမူအလုတ်ကိုပဲသူကပြောတာပုဂ္ဂိုလ်ကိုမပြောဘူးဒါကတော်တော်အရေးပါတဲ့လိုက်နာစရာတစ်ခုလို့အရင်ထင်တယ်ဟုတ်လားပုဂ္ဂိုလ်လို့ထင်လို့ရှိရင်သူကချစ်ချင်းမုန်းချင်းဝင်လာတာဒါသတိထားဖို့လိုတယ်နော်လူတယောက်ကောင်းလိုက်တာဘယ်သူလေးကရမ်းကောင်းတာပဲဆိုရင်ရေသနီးတယ်နှစ်သက်တယ်ဆိုတာဖြစ်လာတယ်ဘယ်သူကတော့အရမ်းဆိုးတာပဲဆိုရင်မုန်းတီးတဲ့သဘောကဖြစ်လာတယ်အဲ့ဒီပုဂ္ဂိုလ်တွေရဲ့အတွင်းတန်တာမှာဖြစ်နေတဲ့ပုဂ္ဂိုလ်သဘောမဟုတ်တဲ့သဘာဝတရားရဲ့ကောင်းခြင်းဆိုးခြင်းကိုမြင်မယ်ဆိုရင်ကောင်းလို့လည်းပဲလောဘမဖြစ်ဘူးကိုကောင်းအောင်ကြိုးစားမယ်ဆိုတဲ့စိတ်တွေသာတွပွားလာတယ်မကောင်းလို့လည်းဒေါသမဖြစ်ဘူးကိုမကောင်းအောင်နေဖို့လိုတယ်ဆိုတာပဲစဉ်းစားမိတယ်နော်ပုဂ္ဂလဒိဋ္ဌံနော်ဓမ္မဒိဋ္ဌံနော်အလွန်အရေးပါတယ်ဒီသိစရာလေးတွေကိုနားလည်ဖို့လိုတယ်အဲ့ဒါရှင်သူဝတိကအဲ့လိုမျိုးပုဂ္ဂိုလ်မျိုးပေါ့နော်အဲ့ဒါသူ့ကိုနတ်တွေစောင့်ရှောက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ထင်ရှားတာလေးတစ်ခုကနော်သူဗိမိတာရမင်းကြီးနဲ့တွေ့တဲ့အခါကျတော့ဗိမိတာရမင်းကြီးကသူ့ကိုရမ်းကြည်ညိုတယ်ကြည်ညိုတဲ့အခါကျတော့အရှင်ဘုရားဒီမှာသတင်းသုံးပါတပည့်တော်အရှင်ဘုရားကိုအကြောင်းလေးဆောက်ပြီးတော့လှူရမယ်အောင်အဲ့လိုပြောထားပြီးတော့မင်းကြီးကအမှုကိစ္စများတဲ့အခါကျတော့မေ့လျော့နေတယ်ကြောင်းကဆောက်မပေးရအောင်အဲ့ဒီတော့လွင်တီးခေါင်မှာပဲနေရတယ်တစ်ပင်အောက်မှာပဲနေရတယ်ကြောင်းမရှိဘူးဒါပေမဲ့ယဟန္တာပုဂ္ဂိုလ်ကြီးဆိုတော့ဆင်းရဲတယ်ဆိုတာပဲရှိမှာတော့ဟုတ်လားဒီတိုင်းပဲနေတယ်အဲ့တော့အကျိုးရလက်ကဘာဖြစ်လာလဲဆိုတော့မိုးမရွာဘူးတဲ့နော်အဲ့ဒီဗိမိတာရမင်းကြီးရဲ့တိုင်းပြည်ရာချိုးမှာမိုးမရွာအမိုးမရွာတာမိုးကတစ်လားလည်းမရွာနှစ်လားလည်းမရွာဒီလိုမိုးမရွာတာကြာလာတဲ့အခါကျတော့တိုင်းသူပြည်သားတွေကမင်းကြီးရဲ့နန်းရင်ပြင်သွားပြီးတော့ဆန္ဒပြကြတယ်တဲ့မိုးမရွာဘူးဒါဘင်းရင်ပေါ်မှာတာဝန်ရှိတယ်မိုးမရွာတာဘင်းရင်ပေါ်မှာတာဝန်ရှိတယ်ဟုတ်လားနော်တပ်ပြဆန္ဒပြအဲ့တော့မင်းကြီးကခါတိုင်းဒီလိုမဖြစ်ပါဘူးပေါ့လာဆန္ဒပြတဲ့လူကိုစိတ်မတူပါဘူးသူတို့ပြောတာဟုတ်ချင်ဟုတ်မှာငါပါများမှားနေလဲလို့ကိုပဲစီစစ်တယ်ဟုတ်လားအဲ့ဒါနဲ့
အကြောင်းအကျိုးဆက်ဆက်ပြီးတော့သူစဉ်းစားမိတယ်တဲ့သူလည်းသောတာပန်ပုဂ္ဂိုလ်တူတယောက်ပဲလေမိုးမရွာတာနည်းနည်းတော့ထူးခြားတယ်ပါအဲ့ဒီကြတယ်ပေါ့အော်ငါအမခံထားပြီးတော့ရှင်သူ့ဘုဒ္ဓကိုအကြောင်းဆောက်ပြီးတော့မလှူရဘူးနော်အဲ့ဒါကြောင့်မိုးမရွာတာနေမှာလို့သူအကြောင်းရင်းကိုသိတယ်တဲ့အဲ့ဒါနဲ့ကြောင်းသွားပြီးတော့ဆောက်ပေးရတယ်အကြီးခန်းခန်းနာနာကြီးအဲ့လိုမဟုတ်ပါဘူးသိရမိုးကြောင်းနောက်တစ်ပါးသာချမ်းချမ်းသာသာလေးနေလို့ရရုံလေးပါပဲဟုတ်လားအဲ့လိုကြောင်းလေးဆောက်ပြလိုက်တော့ရှင်သူ့ဘုဒ္ဓကအဲ့ဒီကြောင်းလေးတွေဝင်အဲ့ဒီကြောင်းလေးတွေဝင်သွားဆိုမိုးလေးကဖွဲကြားတယ်တဲ့အံ့ဩစရာနော်တဘာဝတရားတွေကဒါပေမဲ့ရွှဲနစ်နေအောင်ရွာတာမျိုးမဟုတ်သေးဘူးအဲ့ဒီတည်းမှာရှင်သူ့ဘုဒ္ဓကဂါထာတစ်ပုဒ်ရွတ်တယ်တဲ့အဲ့ဒီဂါထာကနောက်ဘုံတော့အလွတ်တော့မရအောင်နော်အဓိပ္ပာယ်လေးတော့နားလေတယ်ဘာပြောထားတော့ဆိုတော့ငါမှကြောင်းရှိသွားပြီအမိုးလဲလုံသွားပြီငါရဲ့စိတ်ကလည်းကောင်းကောင်းပွားများထားလို့ကိလေသာတွေကလွတ်ပြီဘာမှစိတ်ပူစရာမရှိတော့ဘူးမိုးရွာလိုက်ပါကောင်းကောင်းရွာလိုက်ပါတုံ့ပြန်လိုက်ပါလို့အဲ့လိုပြောအဲ့ကျမှဟောတိုင်းတိုင်းမိုးတွေရွာချတယ်လို့ဒါစားထဲမှာမှတ်တမ်းတင်ထားဟုတ်လားအဲ့လိုပြောချင်တာကဘာလဲနော်နတ်တွေရဲ့စောင့်ရှောက်မှုရတယ်နော်အဲ့တော့ဦးဇင်းတို့တပိတ်အိမ်တော်ဆရာတော်ကြီးဆိုတာတချို့ကြားဦးတယ်နော်အခုတိတကူဆရာဘုရားကြီးတရားအထုတ်ခဲ့တဲ့နော်တပိတ်အိမ်တော်ရမှာအရင်တုန်းကနေသွားတဲ့ဆရာတော်ဘုရားကြီးဥကိတ္တိကိုပြောတာနော်ဆူလာတောပတပံဖြစ်ခံဓကမထံဆိုတာစာအုပ်လေးရှိတယ်အဲ့ဒီစာအုပ်လေးလည်းနာမည်ကြီးတယ်အဲ့ဒီဆရာတော်ကြီးကလည်းပဲအဲ့လိုမေတ္တာအလွန်အားကြီးတယ်ပေါ့နော်တပါးတည်းနေအဲ့ဒါနောက်ပိုင်းကျတော့သူ့ကိုယဟန္တာဆိုပြီးတော့ကြည်ညိုတဲ့လူတွေကအဲ့လိုကြိတ်ကြိတ်တိုးနေကြတာတချို့ဆိုလို့ရှိရင်ဘာယောဂဖြစ်နေလို့ပါလမ်းဘေးကတည့်ရလေးဝိတ်ကလေးနဲ့ထုတ်ပြီးတော့တဆရာတော်ကြီးလက်နဲ့ထိလိုက်ရင်ပြောင်းမယ်လို့ထင်ကြယုံကြည်ကြတာပေါ့နော်အဲ့ဒါကိုဆရာတော်ကြီးသိတယ်အဲ့ဒီအထုပ်ကလေးငါးစီယူခဲ့လို့ပြောတယ်တဲ့အဲ့ဒါပြောင်းလဲပြောက်တယ်လို့ပြောတယ်အဲ့ချို့လဲစာမွေးအောင်ကျင်လို့ဘာဖြစ်အမျိုးမျိုးပေါ်လေးလူတွေရဲ့ဆန္ဒတွေဆိုတာပဲဆုံးနိုင်မှာတော့ဟုတ်လားအဲ့ဒါနောက်တော့ဆရာတော်တွေဘေးကဆရာတော်တွေကပြောတယ်တဲ့နော်ဆရာတော်ကြီးကလောကီဆန်တယ်နော်လူတွေကိုပျောက်စေလုပ်ပေးနေတဲ့သဘောမျိုးဖြစ်နေတော့ဆရာတော်ကြီးကိုကဲ့ရဲ့တဲ့သဘောပြောတာအဲ့တော့ဆရာတော်ဘုရားကြီးကဘာပြန်ပြောလို့ဆိုတော့ငါတတ္တဝါတွေကိုချမ်းသာပါစေလို့တောင်မလုပ်ရတော့ဘူးလားလို့ပြောတယ်တဲ့ဒါမေတ္တာရဲ့စွန့်ရည်တတ္တိကိုပြောတာမေတ္တာအားကြီးလို့ရှိရင်အလွန်တရာဘုံတကူကြီးတယ်လို့ပြောတာဟုတ်လားငါကတတ္တဝါတွေရဲ့ပုံမှာချမ်းသာပါစေဆိုတာလေးတောင်မလုပ်ရတော့ဘူးလားလို့ပြောတယ်တဲ့သူကဘာမှသူ့စိတ်ထဲမှာဘာဖြစ်စီညာဖြစ်စီအဲ့လိုမရှိပါဘူးချမ်းသာသေးချင်တာပဲရှိတာပဲလေဟုတ်လားအဲ့တော့ပြောရင်တာကဘာလဲအဲ့ဒီဆရာတော်ဘုရားကြီးဆိုလို့ရှိရင်တချို့နော်ဟိုနေရာမှာဆွမ်းခံကြွတယ်ဟိုနေရာမှာဆွမ်းခံကြွတယ်တစ်ချိန်နဲ့နှစ်နေရာမှာသုံးနေရာမှာတွေ့နေတာရှိတယ်တချို့ဆွမ်းခံမသွားဘဲနဲ့ဘဇူတော်မုံကလေးလှူလဲရတယ်အဝေးကြီးကနေပြီးတော့တတိလေးလှူလဲရတယ်တကယ်တော့ဆရာတော်ကြီးကကြွတာမဟုတ်အနတ်တွေကအဲ့လိုမျိုးလှုပ်တာလို့အဲ့ဒါဆရာတော်ကြီးကအဲ့လိုဝေဖန်ပြတယ်နော်ဒါဘာလို့ဆိုနတ်တွေရဲ့စိတ်ထဲမှာအယမ်းကြည်ညိုလို့သူတို့ကလှုပ်ကြတာဟုတ်လားအဲ့တော့ဒါနှိုင်းရှင်ပြီးတော့တွေးစရာလေးကိုဘုံဘုံတော်ပြောပြတယ်နော်ဒါကြောင့်၅ခုမြောက်အကျိုးကျေးဇူးရှိသွားပြီဟုတ်လားစောင်းလက်နတ်များနော်ရှင်သူဝတိအကြောင်းပြောပြနောက်ပြီးတော့ဗာပြောတော့စိတ်မိသားတို့ရှောင်းရှားကိုမှာအစိတ်တို့မီးတို့ဓာအစရှိတဲ့လက်နက်တွေမကပ်မရောက်နိုင်ဘူးတဲ့နတ္တအဂိဝဝိတံဝတတ္ထံဝကမတိနော်အစိတ်တွေမီးတွေဓာလက်နက်ဓာမျိုးတွေမရောက်နိုင်ဘူးအန္တရာယ်ကင်းတယ်ကာကွယ်ရေးတာဝန်ကိုအပြည့်အဝယူနိုင်တယ်ပေါ့မေတ္တာတရားကအဲ့ဒါကိုကြတော့ဦးဇင်းတို့နော်တန်ရုပ်ပါဠိတော်ထဲမှာနော်တုတ်တန်အတူလေးတွေမြတ်စွာဘုရားဟောထားတာရှိတယ်မေတ္တာကြောင့်ပြောတိုင်းလည်းပဲဦးဇင်းတို့ထည့်ပြီးတော့ပြောပြတယ်ပေါ့ယောက်ျားသားနဲပြီးတော့မိန်းမသားများတဲ့အိမ်အိုးတဲ့လူစိုးတစ်ခုတွေဝင်ပြီးတော့နှိပ်စက်ဖို့အရန်လွယ်တယ်တဲ့ဥပမာပြောတာအဲ့လိုပဲလူတယောက်မှာဒေါသဓာတ်တွေများပြီးတော့နော်အလိုမကျမှုမကျေနပ်မှုဒေါသဓာတ်တွေများပြီးတော့တတ္တဝါတွေရဲ့ပုံမှာချမ်းသာစေလိုမှုမေတ္တာဓာတ်အားနည်းမယ်ဆိုရင်တခြားသောတတ္တဝါတို့ရဲ့နော်အမနုဿတကိုးရှိတဲ့ပုဂ္ဂိုလ်တို့ရဲ့နှိပ်စက်ညှင်းစတာကိုခံရဖို့အလွန်လွယ်တယ်တဲ့ဟုတ်လားယောက်ျားသားများပြီးတော့မိန်းမသားနေတဲ့အိမ်ကိုလူတို့တစ်ခုဝင်ပြီးတော့နှိပ်စက်ဖို့အခက်အခဲရှိတယ်အဲ့လိုပဲမေတ္တာဓာတ်အားကြီးပြီးတော့နော်ဒေါသဓာတ်အားနေတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်ကိုတပါးသောတတ္တဝါတွေရဲ့နှိပ်စက်မှုညှဉ်းပန်းမှုဆိုတာလွယ်လွယ်ကူကူသူ့စီကိုရောက်မလာနိုင်ဘူးအခက်အခဲရှိတယ်ရောအဲ့ဒါမြတ်စွာဘုရားဟောထားတာနောက်တစ်ခုကအလွန်ထက်နေအောင်တွေးထားတဲ့တန်အလွန်ကောင်းတာနဲ့လှုပ်ထားတဲ့တန်လေဓာတ်တစ်ချောင်းအဲ့ဒီတန်လေဓာတ်ကြီးကိုတစုံတစ်ယောက်ကဟောဒီတန်လျက်ကိုငါထရဲ6လေးကိုချိုးသလိုမျိုးချိုးပြစ်မယ်စက်ကူကိုလုံးချေသလိုမျိုးလုံးချေပြစ်မယ်လို့ကြံစီစဉ်းစားပြီးတော့အဲ့ဒီတန်လျက်ကိုလုံးချေဖို့ကြိုးစားအထုတ်မယ်ဆိုရင်
အဲ့ဒီတန်လျက်ကဘာမှဖြစ်သွားမှာမဟုတ်အဲ့ဒီလိုကြိုးစားတဲ့ပုဂ္ဂိုလ်ရဲ့လက်တည်တာနဲ့အပိုင်းပိုင်းပြတ်သွားမယ်တတိတုတ်တံဆိုတော့ဟောတာရှိတယ်အဲ့လိုမေတ္တာအရန်အားကြီးတဲ့ပုဂ္ဂိုလ်ကိုနှိပ်စက်ဖို့ဆင်းရဲအောင်လုပ်ဖို့ကြံစည်စဉ်းစားတဲ့ပုဂ္ဂိုလ်တွေဟာသူတို့တည်တာနဲ့ဒုက္ခရောက်သွားတဲ့အကြောင်းရှိတယ်တဲ့ဟောအဲ့လိုပြောလိုက်တော့ယုတ်တည်းရဲ့မေတ္တာတရားကတံပြန်သူများကိုဖြစ်စီသလားလို့အဲ့လိုတော့မစဉ်းစားသင့်ဘူးမေတ္တာတရားကြောင့်သူအဲ့လိုဒုက္ခရောက်သွားတာမဟုတ်မပြင်းမန်းတဲ့နဲ့မလုတ်တဲ့နဲ့မဖြစ်တဲ့ကိစ္စကိုလှုပ်လို့သူစေတနာကသာတယ်သူ့ကိုအကျိုးပေးသွားတာလို့နားလည်ရမှာမေတ္တာတရားကအဲ့လိုမျိုးဖြစ်တာဖြစ်အောင်လုပ်လိုက်တာမဟုတ်လားတချို့ကနားလည်မှုလွဲတာရှိတယ်ငါ့တလောက်မုန်းနေရအကိုင်ငါမေတ္တာပို့လိုက်အောင်မယ်ဒင်းတို့ဒုက္ခရောက်သွားဆိုအမလို့ပြောတဲ့လူတောင်ရှိတယ်ဟုတ်လားအဲ့လိုဆိုရင်အဲ့ဒါဘယ်မေတ္တာကိုမဟုတ်တော့ဟုတ်တယ်မဟုတ်လားဒါအလွန်ကြီးမားတဲ့အာဃာတတစ်မျိုးဖြစ်သွားတယ်ဟုတ်လားနော်အဲ့ဒါမေတ္တာတရားရဲ့နောက်ကာကွယ်နိုင်မှုစွမ်းရည်တတ္တိနော်ဒါထူးခြားမှုတွေနော်တချို့တကယ်လုပ်ကြည့်ရင်လည်းတကယ်ထူးခြားမှုကတွေ့ရတာပဲနော်အဲ့ဒီစာအုပ်ထဲမှာဦးဇင်းတို့မှတ်တမ်းတင်ထားတာတခုရှိတယ်မာရှိစော်ဘုရားကြီးတရားလေးထည့်ပြီးတော့ဟောထားတာနော်ဒကမာကြီးတရားကိုလာပြီးတော့တရားအထုတ်တဲ့အခါကျတော့နော်တရားမှတ်လို့မရဘူးတဲ့သူမမှတ်တတ်ဘူးပေါ့နော်အဲ့ဒါဆိုကြီးကစိတ်တွေကအရန်ရှုပ်ထွေးပြီးတော့လှုပ်ရှားနေလို့မလုပ်တတ်တာဆိုပြီးတော့စိတ်ကိုငြိမ်အောင်မေတ္တာကမ္မဋ္ဌာန်းကိုအရင်ပေးတယ်တဲ့နောက်ပိုင်းလာမယ့်အကျိုးကျေးဇူးတွေမှာတို့တန်စိတ်တန်တမာရိယတိစိတ်ကိုမြဲမြဲဆန်းဆန်းတည်ငြိမ်စေတယ်လို့ပြောတာ哦ဒါကြောင့်မေတ္တာကမ္မဋ္ဌာန်းကိုဆရာတို့ရပေးတာပြီးတော့အဲ့ဒါမေတ္တာပွားအဆင်ပြေတယ်နောက်တော့အိန္ဒိနာချင်းမတည့်တဲ့ဒကမတယောက်ကိုဘလို့မှမေတ္တာပို့လို့မရဘူးလို့ဆိုတော့ယူလာလျှောက်တယ်တဲ့သူရိုးရိုးသားသားပဲဘလို့မှပို့လို့မရဘူးတဲ့အဲ့ဒီနာရောက်ရင်မေတ္တာထင့်နေရောရှေ့ကိုဆက်သွားလို့မရတော့လုံးကြီးမှသိမှတော့ तू ကမှထင့်နေသေးတယ်ကိုကသွားကိုမသွားတာဖြစ်နေအောင်မယ်ဟုတ်လားနော်အဲ့ဒါနဲ့ဆရာကြီးကသူ့ကိုအမျိုးမျိုးတရားဟောတာပေါ့နော်တန်တရားမှာနော်အမျိုးမတော်ဆက်ခဲ့ဘူးဆိုတာမရှိဘူးကျေးဇူးမရှိခဲ့တဲ့လူဆိုတာမရှိဘူးအခိုက်အတန့်အားလျော်ဆိုတာရန်သူနေရာမှာနေခဲ့ပေမဲ့လို့တစ်ချိန်ကအသက်ဆွန့်ပြီးတော့ကိုယ့်ရဲ့အကျိုးကျေးဇူးကိုဆောင်ရွက်ခဲ့တဲ့လူတွေဖြစ်နေတာအလုံးဟာတကယ်တမ်းနားလည်မယ်ဆိုလို့ရှိရင်ဘာမှမကျင်တတ်စရာမရှိဘူးကောင်းကွက်ကိုရှာရတယ်အစရှိသဖြင့်နော်မေတ္တာဖြစ်ဖို့အာဃာတဖြစ်ဖို့ဆရာကြီးကကြောင်းချက်လက်နဲ့ပြောပြတော့သူသဘောကျပြီးတော့ကြိုးစားတယ်ရသွားတယ်တဲ့လိုက်လဲကိုပို့လို့ရသွားတယ်ငါကဟာသူမကောင်းတာပဲနောက်ဒါထားလိုက်အဲ့ဒါနဲ့မဆိုင်တော့ဘူးကိုလှုပ်လို့ရသွားပြီဆိုရသွားတာ तू မကောင်းတာကြီးကိုကောင်းတယ်လို့လှုပ်လိုက်တာမဟုတ်ဘူးအဲ့ဒါတော့ပြောင်းလဲလို့မရဘူးနော်မကောင်းတာကြီးကတော့မကောင်းတာပေါ့သို့တော့အဲ့ဒီမကောင်းတာကြီးကိုမကောင်းမှန်းသိပါလှဲနဲ့ကိုပဲကောင်းတဲ့နဲ့စိတ်ထားလို့ရတယ်ဒီလူကဒီလိုပါလို့သိတယ်မသိဘူးမဟုတ်ဘူးသိပါလဲနဲ့ကိုပဲဘာဖြစ်တော့အဲ့ဒါပေါ့ထားလို့ရတယ်ဟုတ်လားရသွားပြီတဲ့အဲ့တော့ရသွားတော့လာလျှောက်တော့ तू ကနောက်တစ်ပတ်လောက်နေမှလာလျှောက်တယ်ဆရာကြီးကိုဆရာတော်ရဲ့ထူးဆန်းလုံးလို့လျှောက်ပေးရစီလို့ပြောဆရာကြီးကလျှောက်ပါလို့ပြောတော့ तू လျှောက်တယ်တဲ့တပည့်တော်အဲ့နေရမေတ္တာပို့တော့ရတယ်ဗျာတဲ့အဲ့ဒါအာယုန်ထဲမှာစိတ်ထဲမှာပေါ့နော်အဲ့ဒီဒကမကဘလို့အဝတ်စားလေးနဲ့ပေါ့အဲ့ဒါသူ့ကိုဥရပါရပြေးလာပြီးတော့အတော်ရဲ့ဖြစ်ခဲ့တာတွေကိုဘာမှမအောင်မေ့ပါနဲ့ပေါ့နော်ကျမကလည်းဘာမှမအောင်မေ့ပါဘူးပေါ့အတော်ရိတ်တာသွားပြီးတော့တရားအထုတ်နေတယ်ဆိုလို့ကျမတို့လည်းဝမ်းသာနေတာပါကျမလည်းပဲအဲ့ဒီရိတ်တာကိုတရားဝင်ဖို့အခုစူးစမ်းနေပါတယ်လို့လာပြောတာကိုတွေ့ရတယ်တဲ့အဲ့ဒါကို तू ကဆရာတော်ကြီးကိုရှောက်တယ်အဲ့ဒါကစိတ်ထဲမှာထင်တာလောက်ဆိုရင်ဒီတော့မအံ့ဩပါဘူးတဲ့အဲ့ဒါတပြည့်တော်ကလာပြည့်နေတိုင်းရွှေကုံဘုရားကိုသွားတယ်တဲ့အဲ့ဒါအဖိနေကအဲ့လိုဖြစ်တာအဲ့လာပြည့်နေကြတော့သွားတဲ့ခါကျတော့ဘုရားရှင်မြင်တော်ပေါ်မှာအဲ့ဒီသူ့ရဲ့စိတ်ထဲမှာတွေ့တဲ့အတိုင်းအဲ့ဒီအဝိဇ္ဇာတိုင်းပဲတဲ့တပုံစံနဲ့စကလုံးကလည်းမပြောင်းဘူးတဲ့အဲ့ဒီပုံစံအတိုင်းလာပြီးတော့သူ့ကိုဥရဖားရလာပြောတယ်တဲ့အဲ့ဒါဘာလဲပေါ့ဒါဘာနဲ့စမ်းသပ်ကြည့်မလို့ဒီကိစ္စမဆန်းဘူးလားစမ်းတယ်နော်ဖြစ်လာမယ့်အနေအထားကိုမဖြစ်ခင်အစကြိုးပြီးတော့ဘယ်လိုလုပ်ပြီးတော့ဒါကြီးကဒီလိုသူ့စိတ်ထဲမှာပေါ်နေတယ်ဟုတ်ရဲ့လားတရားပေးတဲ့ပေါင်းသူတော်ကောင်းတို့မေတ္တာတရားရဲ့စွမ်းရည်တတ္တိတွေဆိုတာရှိတယ်ဆိုတာကိုနားလည်ပြီးတော့သူ့ရဲ့ပုံမှာယုံကြည်မှုအားကောင်းအောင်ကြိုးစားရမယ်ဟုတ်လားဒါကြောင့်တတ္တဝါတွေကအဲ့လိုဖြစ်ပြီးဆိုလို့ရှိရင်ဒီလိုမျိုးမေတ္တာအားကြီးတဲ့ပုဂ္ဂိုလ်ကိုမီးတို့အစိတ်တို့ဓာတ်တို့เนาะဒီလိုလက်နက်တွေသူတော်ရဲ့ရံပြုမှုဒါတွေကိုဘာမှတွေ့စရာကြုံစရာအကြောင်းမရှိဘူးအဲ့ဒီမှာတချို့ပြောရတာရှိတယ်ဟိုသုဝနာတမ္မာကမေတ္တာတော့အားကြီးပါလဲနဲ့ပိလိယခမင်းကမြားနဲ့ပြစ်တဲ့အခါကျတော့ဘာလို့မြားမှန်ရတော့အဲ့ဒီအချိန်မှာတော့စာရဲကဥမာပေးတာဥမာလေးနဲ့ပြောတော့လဲရှင်းတယ်ပေါ့နော်လူတယောက်တန်ချက်ကအင်ကြီးဝတ်ထားတယ်ပေါ့ဘာနဲ့ပြစ်လို့မှမရအောင်
သို့တော့တန်ကြကအင်ကြီးကိုချွတ်ပြီးတော့တစ်ပင်မှာချိတ်ထားလိုက်မယ်ဆိုရင်အဲ့ဒီအချိန်မှာဆိုတော့ပြည့်ရင်တော့မှန်မယ်ပေါ့အဲ့တော့အဲ့ဒီအချိန်မှာသူ့အနာတာမှာမေတ္တာလက်လွတ်ဖြစ်နေတယ်နော်ဒါကြောင့်မလို့သူများမှန်တယ်ဆိုတာကိုစာရဲကရှင်းပြတာအဲ့တော့ဆိုလိုတာကမေတ္တာတက်ကလေးကနော်အမြဲမပြတ်နော်ရှိနေဖို့လိုတယ်အထူးသဖြင့်အန္တရာယ်ပါညာကြောက်ရောက်စရာအနေအထားမျိုးမှာလည်းစူးစမ်းပြီးတော့ထူထောင်နိုင်ဖို့လိုတယ်ပေါ့နော်ဒါကြောင့်အစိမ့်မိသားတွေမတွေ့ဘူးဆိုတော့တခါပွားထားတယ်နဲ့နောက်ဘယ်တော့မှမတွေ့တော့ဘူးလို့ဆိုလိုတာမျိုးမဟုတ်ဘူးဟုတ်ရဲ့လားသူ့ရဲ့စွမ်းရည်တတ္တိသူရှိနေတဲ့အခိုက်အတန့်မှာဒါကအစွမ်းပြမယ်ဆိုတဲ့သဘောမျိုးနားလည်ရမှာဟုတ်ရဲ့လားအေးအဲ့တော့ဦးဇင်းတို့ဘယ်နှမျိုးရှိသွားပြီတော့6မျိုးရှိသွားပြီနော်စိတ်မိသားတို့ရှောင်ရှားကိုမှဟုတ်လားပြီးတော့ဦးဇင်းတို့ဘာပြောတော့ဆိုတော့လျင်စွာစိတ်တည်လျင်စွာစိတ်တည်ဆိုတာတိုးတန်စိတ်တန်တမာတိရတည်မေတ္တာတရားထားလိုက်မယ်ဆိုလို့ရှိရင်စိတ်ကမြဲမြဲဆန်းဆန်းငြိမ်သွားတယ်တဲ့များသောအားဖြင့်စိတ်ကကြောက်ရက်ခတ်နေတယ်ဆိုတာကအလိုမကျမှုနဲ့ကြောက်ရက်ခတ်ကြတာများတယ်ဟုတ်လားစိတ်တိုင်းမကျမှုနဲ့လှုပ်ခတ်ကြတာများတယ်ပေါ့အဲ့တော့မေတ္တာရှိသွားတယ်မေတ္တာဖြစ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီဒေါသကအလွန်ငြိမ်သွားတဲ့အတွက်ကြောင့်နော်ချမ်းသာမှုရတဲ့အတွက်ကြောင့်စိတ်ကမြန်မြန်ဆန်ဆန်ငြိမ်သွားဒီပြင်ကမ္မထမ်းမှာအဲ့လိုမျိုးဟောထားတာမတွေ့ရဘူးတိုးတန်စိတ်တန်တမာတိရတိဆိုတဲ့အသုံးလုံးလေးမေတ္တာရဲ့အကျိုးကျေးဇူးကိုပြတဲ့နေရာမှာပဲဦးဇင်းတို့တွေ့ဖို့တယ်ဟုတ်လားဒါကြောင့်ဒါကိုနည်းနည်းကြိုးစားကြည့်ပေါ့ဒါကကိုယ်ငကိုတုံးကအလေးအကျင့်များကြတော့မှကိုအာယုံပြုတ်ခြင်းတဲ့အချိန်မှာဇက်ခနဲ့အာယုံပြုတ်ပြီးတော့စိတ်ကဖြက်ခနဲ့ငြိမ်သွားတဲ့အနေအထားမျိုးကိုရနိုင်မှာစားတဲ့အစနည်းနည်းလေ့ကျင့်ထားဖို့တော့လိုတယ်နော်ဒါလေ့ကျင့်ပြီးတော့ကျွမ်းကျင်ပြီးဆိုတော့မှကိုယ်စိတ်ထဲမှာကိုအာယုံပြုတ်နေကြကိုလုံနေကြရှောင်းနေကြလမ်းလေးကိုလုံနေကြအလုပ်ကလေးကတော့ဒါလွယ်လွယ်လေးလုပ်တတ်တာပေါ့ဟုတ်လားဒါကြောင့်လုံနေချဖြစ်ဖို့တော့မလိုဘူးလားလိုတယ်ဟုတ်လားအဲ့ဒါဆိုရင်တိုးတန်စိတ်တန်တမာတိယတိစိတ်ဟာမြန်မြန်ဆန်ဆန်တည်ငြိမ်မယ်တဲ့နော်လျင်စွာစိတ်တည်ရှင်ကြည်မျက်နာမုခဝဏဝိပ္ပတိရတည်တယ်အမြတ်တာအာကြီးတဲ့ပုဂ္ဂိုလ်ရဲ့မျက်နာအလွန်တရာမှာကြည်လင်တဲ့လန်းဆန်းတန့်ရှင်းတဲ့ဟုတ်လားမေတ္တာအလွန်ကြည်လင်မေတ္တာဟာအလွန်ကြည်လင်စေတဲ့မျက်နာကိုဖြစ်စေတယ်ဟုတ်လားအဲ့ဒီအကျိုးကျေးဇူးကိုလည်းပဲဦးဇင်းတို့တရားဓမ္မတို့တွေတာပို့ထိုးခြင်းလူသားတွေပြီးမရခြင်းတဲ့လူရှိမယ်မထင်ပါအောင်အကိုရဲ့မျက်နာကြီးကကြည်မကောင်းရှုမကောင်းတဲ့သူများစိတ်ပြည့်စရာအနေအထားမျိုးကြီးကိုဘယ်သူမှမရခြင်းအဲ့တော့ဒီနေရာမှာမျက်နာကြည်ကောင်းတယ်ကြည်မကောင်းဘူးဆိုတာကလှတာမလှတာနဲ့အဓိကမသက်ဆိုင်ဟုတ်လားအယုတ်ဆူဆူလေးနဲ့ကြည်ကောင်းနေတာရှိရနော်တော့လှလာကြီးနဲ့ကြည်မကောင်းတာရှိရနော်ဟုတ်လားတဘာလဲဆိုတော့စိတ်ရဲ့သဘောကထင်ဟမှုရှိတယ်ဦးဇင်းတော့အရန်အံ့ဩတယ်ဒီလှတယ်အိုတယ်ဆိုတဲ့ကိစ္စကိုလည်းအံ့ဩတာပဲနော်လှတာဘယ်လိုလှသွားတာတော့ဘာမှတိတ်လဲကွာတာလည်းမဟုတ်ဘူးနော်တချို့ဆိုရင်တစ်ခုချင်းကြည့်ရင်မလှဘူးဟုတ်လားဒါပေမဲ့အကုန်လုံးပေါင်းဆက်တော့လေကြည်ကောင်းနေပြန်ရောကြည်ကောင်းနေမကောင်းဘူးဆိုတာကိုလည်းပဲဦးဇင်းစိတ်ထဲမှာစဉ်းစားမိတာကိုပြောတာပါတယောက်နဲ့တယောက်ကလည်းအများကြီးတိုက်ဆိုင်နေတယ်ကိုကြည်ကောင်းနေဆိုသူကလည်းကြည်ကောင်းနေတယ်ဘယ်လိုတွေများဆုံးဖြတ်ကြလဲစဉ်းစားကြည့်နော်ကိုယ်စိတ်ကကြိုက်လို့ကြိုက်တာပါလို့ပြောဖို့လည်းခက်တယ်ဟုတ်တယ်မဟုတ်လားလှတယ်ဆိုတဲ့လူအားလုံးနှီးပါးကလှတယ်လို့ပဲဝိုင်းပြီးတော့ပြောကြတာပဲမဟုတ်လားဟုတ်တယ်မဟုတ်လားနော်အိုတယ်လှတယ်ဆိုတဲ့ကိစ္စအဲ့တော့ဒီအိုတယ်လှတယ်ဆိုတဲ့ကိစ္စကလည်းတကယ်တမ်းအရင်စစ်လိုက်မယ်ဆိုရင်ဘာပေါ်မှာအခြေခံနေတယ်လို့ထင်လဲနော်ဒီမြစ်တာကိုပဲအခြေခံတာဆိုကြပါစို့မြတ်စွာဘုရားကိုသူ့ဘာလို့လဲမေးတာတရားတော့ရှည်တော့မယ်နဲ့တူတယ်ဟုတ်လားလူချင်းတူပါလဲနဲ့တချို့ကရုပ်လှပတင်တယ်တချို့ကမလှဘူးအဲ့ဒါဘာလို့တော့ဖြစ်လျာဘဝဒေါသအားကြီးတဲ့ပုဂ္ဂိုလ်အယုတ်ဆိုးမယ်တဲ့နော်ဒေါသအားနေတဲ့ပုဂ္ဂိုလ်ရုပ်လှမယ်ဒေါသအားနေဆိုမေတ္တာအားကြီးတာကိုပြောတာဟုတ်လားအဲ့တော့ကိုကမေတ္တာအခုသာလင်မျက်နှာကိုကြည်လင်စေတာမဟုတ်နောက်ဘဝတစ်ခုရမယ်ဆိုရင်အဲ့ဒီရတဲ့ဘဝမှာသူများစိတ်ထဲမှာနှစ်လိုပဲဖြစ်သွားစေမဲ့စိတ်မျိုးလွယ်လွယ်ကူကူပေါ်သွားစေနိုင်တဲ့မျက်နှာမျိုးအသွင်သဏ္ဍာန်မျိုးကိုရနိုင်တယ်အဲ့တော့ဒီလှတဲ့အိုးတယ်ဆိုတာကိုဘယ်သူဖန်ဆင်းလိုက်တယ်လဲလို့မင်းဒီစိတ်ကပဲဖန်ဆင်းလိုက်တာဒေါသစိတ်ကအိုအောင်ဖန်ဆင်းတယ်ဟုတ်တယ်ဖြစ်နေတဲ့ဒေါသစိတ်ကြီးကိုအစမျက်စိနဲ့မမြင်ရဘူးလို့အလွန်အိုလိုက်မယ်ဆိုတာကိုသိနိုင်တယ်အစိတ်ကြီးကိုကြည့်ကြည့်လေစိတ်တိုင်းမကြောက်နော်သူ့ပုံရိပ်မြန်းဖမ်းလို့ရမယ်ဆိုရင်ဒေါသဟာဘယ်လောက်များအယုတ်ဆိုးမလဲလို့အရင်တွေးကြည့်တယ်ဟုတ်တယ်မဟုတ်လားနော်စိတ်တိုင်းမချနေဘူးစူပုတ်နေဟုတ်တယ်မဟုတ်လားတော့စိတ်ရဲ့သဘောကိုပြောတာနော်အဲ့လိုဆိုရင်စိတ်ရဲ့မိယာရုပ်ကြီးကလည်းဘယ်လိုဖြစ်နေတော့အဲ့ဒီတိုင်းကြီးပဲဖြစ်တယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီရှင်ကြည်မျက်နှာဆိုတာ ਨੇ ပတ်သက်ပြီးတော့နောက်ရမယ်ဘဝတွေထိဆက်ပြီးတော့အကျိုးသက်ရောက်မှုရှိတယ်ဆိုတော့နားလဲအခုဖြစ်နေတာလဲငကိုယ်တော့ဖြစ်ခဲ့တဲ့ဒေါသအနေအများရဲ့ပုံရိပ်တွေပဲတကယ်တမ်းက
စိတ်တိုင်းမကြမှုများခဲ့တယ်စိတ်တိုင်းမကြမှုပုံရိပ်ကြီးအဲ့တော့ကိုယ်ပုံရိပ်ကြီးကလည်းသူများစိတ်တိုင်းမကြစရာကြီးဖြစ်တယ်ပေါ့ဒါတော့ဦးဇင်းကစဉ်းစားကြည့်တာကိုယ်စိတ်တိုင်းတွေကြားခဲ့တယ်အကုန်လုံးချမ်းချမ်းသာသာကြီးကြီးလင်းလင်းဖြစ်ခဲ့တယ်ဆိုရင်ကိုယ်မြင်လိုက်တာနဲ့သူများရဲ့စိတ်ကဘယ်လိုဖြစ်တော့ချမ်းချမ်းသာသာကြီးကြီးလင်းလင်းဖြစ်တယ်ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်အဲ့ဒီအကျိုးပေးကိုလည်းပဲမေတ္တာတရားကြောင့်ရရှိနိုင်တယ်ဟုတ်လားဘယ်နှခုရှိသွားပြီတော့၈ခုရှိသွားပြီလားဟုတ်လားလင်စွာစိတ်တည်ရွှင်ကြည်မျက်နာနော်9ခုရှိသွားပြီနဲ့တူတယ်ဟုတ်လားနောက်ဦးဇင်းတို့10ခုမြောက်ကသေကမတွေ့နော်သေလို့ရှိရင်မတွေ့မူရသေရတယ်တဲ့ဟုတ်လားနော်အတ္တမုံလောကာလံကရောတိလို့မြတ်စွာဘုရားတော့အဲ့လိုဟောတယ်အတ္တမုံလောတွေ့တွေ့ဝေဝေမရှိဘဲနဲ့ကြည်ကြည်လင်းလင်းချမ်းချမ်းသာသာကာလံသေခြင်းကိုကရောတိပြုရတယ်ဟောတစ်ချိန်ကျတော့သုံးသပ်မှာနော်ကိုယ်စိတ်တိုင်းကြကြမကြကြနော်အချိန်စေ့လာပြီအကြောင်းတရားကုန်သွားပြီဆိုရင်ရက်ကြမှာပါဟုတ်လားအဲ့ဒီအနေထားရောက်လို့ရှိရင်ဘလို့စိတ်နဲ့ဒီဘဝကိုအဆုံးသတ်မလဲဆိုတာလေးကနောက်ဒုတိယရမယ့်ဘဝအတွက်အလွန်အရေးပါတဲ့မေခွန်းပဲဟုတ်တယ်မဟုတ်လားအဲ့ဒီအနေထားလေးကိုအခြေခံပြီးတော့နောက်ဘဝတစ်ခုထပ်ရမှာနော်ဒီကနေ့စိတ်အနေထားလေးကိုအခြေခံပြီးတော့နောက်ဘဝတစ်ခုထပ်ရမှာကောင်းကောင်းဆိုတာအဲ့တော့ဒီကနေ့မှာမတွေ့မဝေချမ်းချမ်းသာသာတည်နိုင်ဖို့အရင်အရေးကြီးတယ်ဆိုတာကိုပြောချင်တာပါအဲ့မေတ္တာအားကြီးတဲ့လူဟာဒီကနေ့မှာချမ်းချမ်းသာသာတည်ရမယ်လို့ဒါမျိုးဆိုပြဟောတယ်အပြန်အားဖြင့်ဒေါသအားကြီးမယ်ဆိုရင်တော့ဒီကနေ့မှာစင်စင်ရဲတည်ရတဲ့အကြောင်းရှိတယ်ဟုတ်တယ်ဒီကိစ္စမသေးခင်မှာထကနေကြီးစိတ်တို့ထကနေကြီးစိတ်တို့အလိုမကျတာဝဲအမြဲလေးကျင်နေသလိုကြီးလုံနေကြည့်ပေါ့နော်အခုအလိုမကျတဲ့ကိစ္စကဘယ်လောက်ကြီးကျယ်လဲဒီကနေ့မှာအလိုမကျတဲ့ကိစ္စကြီးကဘယ်လောက်ကြီးကျယ်မလဲအဲ့ဒီနှစ်ခုရှင်းကြည့်ပေါ့နော်ဒီတစ်ချက်သားလောက်လေးတာလေးတောင်မမနိုင်ဘူးဆိုရင်တပိတ်သားလောက်လေးတာကိုမနိုင်ဖို့ညှို့လင်းစရာမရှိဘူးဟုတ်လားဘာမဟုတ်တဲ့အကြောင်းအရာလေးတောင်စိတ်တိုးနေတယ်နော်အလုံးကိုဆွန့်ရတော့မယ်အလုံးပျက်စီးတော့မယ်ဟာအယံကိုခက်ခက်နေနေတဲ့အဲ့ဒီအခြေအနေကြီးကအဲ့ဒီအချိန်မှာဒေါသကိုမဖြစ်အောင်မလုပ်ဖဲနေမလားသူကတော့အခြေအနေကတော့ဒေါသဖြစ်အောင်ဖန်တီးနေတဲ့အနေအထားမျိုးကြီးလို့ဦးစင်းထင်တယ်နော်ဒီကနေ့အနေအထားဆိုတာကဒါအကျဉ်းနဲ့ဆရာကောင်းတဲ့ကြည်နူးဆရာကောင်းတဲ့ကိစ္စမဟုတ်တာတော့သိကြတယ်လေဟုတ်တယ်မဟုတ်လားအေးအဲ့တော့စဉ်းစားကြည့်တော့မသေးခင်မှာအမြဲတမ်းစိတ်တို့နေရင်ဒီကနေ့ဆိုရင်တေချာပေါက်စိတ်တို့ဖို့အလားလားများတယ်ဆိုတာကိုဒါဦးစင်းလက်တွေ့စဉ်းစားကြည့်တာပါအဲ့လိုဆိုရင်ဒီကနေ့မှာကြံ့ကြံ့ထန်ထန်ပူပူလောင်လောင်သိရတော့မယ်ကြောက်ပြီးတော့သေတာမျိုးလည်းဖြစ်နိုင်တယ်စိတ်တိုင်းမကြပြီးတော့ကြံ့ကြံ့ထန်ထန်သေတာမျိုးလည်းဖြစ်နိုင်တယ်အဲ့လိုဆိုရင်မကောင်းတဲ့ဘဝကိုပဲရောက်သွားမှာဒါမှသေကနေ့မှာမတွေးမွေးသေဖို့လည်းအရင်အရေးပါတယ်အဲ့တော့နောက်ဆုံးအကျိုးကျေးဇူးအနေနဲ့သေကမတွေးလားလေဖြစ်မှာဟောကောင်းကောင်းသိရင်ကောင်းတဲ့ဘဝရောက်သွားတယ်ဆိုတဲ့သဘောပဲနော်ဗြဟ္မဘဝကိုတောင်ရောက်နိုင်တယ်လူအဖြစ်နတ်အဖြစ်ကိုတောင်ကြော်ပြီးတော့ဗြဟ္မအဖြစ်ကိုရောက်သွားနိုင်တယ်ဟုတ်လားဥတ္တရိအပတိဝိဇ္ဇံတော်ဗြဟ္မလောကုဘဂောဟောတိနော်အထက်မဲ့ဖို့ကိုမရသေးဘူးဆိုရင်ဘဝသွားရအောင်မယ်ဆက်ရအောင်မယ်ဆိုရင်ဗြဟ္မပြည်ကိုရောက်လိမ့်မယ်လို့ပြောတာနော်အရဟတမညာရဟတဖို့ညာရထားမယ်ဆိုရင်သူဗြဟ္မပြည်သွားကြကြောင်းမရှိတော့ဘူးပေါ့ဟုတ်လားဒါနောက်ဆုံးဦးဇင်းတို့ရရှိမယ်အကျိုးကျေးဇူးဟုတ်ရဲ့လားအဲ့တော့အကျိုးကျေးဇူးဘယ်နှပါးရှိသွားတော့7ပါးရှိသွားတယ်နော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ရှစ်လျက်လိုနဲ့စောင်းလက်နှမြစိတ်မိတာတို့ရှောင်ရှားကိုမှလင်းစွာစိတ်တည်ရွှင်ကြည်မျက်နာသေးကမတွေ့လားလေမြမဆက်တက်ဖြာသည်မေတ္တာပွားမှုအကျိုးတွေဟုတ်လားတော့ဒီအကျိုးကျေးဇူးတွေကိုတရားဓမ္မတို့ဦးဇင်းတို့တွေကစဉ်းစားဆင်ခြင်ကြည့်မယ်ဆိုရင်မေတ္တာတရားရဲ့ပုံမှာအာကိုအာရာစိတ်ဒီနေ့အဖြစ်ယုံကြည်မှုဒါတွေတိုးလာပြီးတော့မေတ္တာပွားများဖို့အတွက်ပို့ပြီးတော့ထက်သန်လာမယ်ပေါ့အဲ့ဒါရှိမှရှေ့ဆက်သွားလို့ရမှာနော်ထက်သန်မှုရှိမှမေတ္တာပွားတယ်လုံးမဟဲ့ဆိုတာလေးကဖြစ်လာမှာလုံးမလည်းဒီအကျိုးကျေးဇူးကရမှာတော့စကနဥပါအရေးကြီးတာလဲဆိုတော့သူ့ရဲ့ပုံမှာယုံကြည်မှုရှိဖို့လိုတယ်ရှိဖို့လိုတယ်ယုံကြည်မှုရှိဖို့လဲအခုအဲ့ဒီအတွက်ဒါဘုံဘုံတို့အလုံးလုံးနေကြတာနော်ဒါဘုံဘုံကလည်းစကလုံးတွေကိုသုံးပြီးတော့ယုံကြည်မှုထွက်လာအောင်ကြိုးစားတာပေတတော်ကလည်းနားကိုအသုံးပြုအတွေးကိုအသုံးပြုပြီးတော့ယုံကြည်မှုတွေထွက်လာအောင်ကြိုးစားတာဘာလို့ဖို့လို့အဲ့ဒီယုံကြည်မှုကဆက်ပြီးတော့အလုံးလုံးလို့ရအောင်လို့ဟုတ်တယ်မဟုတ်လားဆက်ပြီးတော့အလုံးလုံးမှဒီအလုံးရဲ့အကျိုးရလဒ်ကိုခံစားရမှာဟုတ်လားအဲ့တော့ဦးဇင်းတို့ဏိကုံးချုပ်ပါလေးဆက်ပြီးတော့ပြောရင်တော့ဆိုတော့အဲ့ဒီမေတ္တာတရားပွားများတဲ့နေရာမှာနော်ဒါဟာသဘာဝတရားဆိုတဲ့အသိရှိဖို့လိုတယ်ပုဂ္ဂိုလ်တ attva ဆိုတဲ့အတိကိုကြော်လွန်သွားအောင်လည်းပဲကြိုးစားဖို့ရည်ရွယ်ချက်ရှိဖို့လိုတယ်။ဒါကြောင့်ဦးဇင်းတို့မေတ္တာတုတ်ထဲမှာဒိဋ္ဌိဉ္စအနုပက္ခမသီလဝါဒတနေနာတံပံတော်
ကာမေတုဝိနေယကေရနာဟိဇာတောကပတေယပုဏ္ဏရေတိဟုတ်လားဒိဋ္ဌိဉ္စထင်ရှားဖြစ်ပေါ်နေတဲ့ဒီယုံ nant သဘာဝတရားတွေကိုဒါဟာငါပဲသူပဲပုဂ္ဂိုလ်တ attva ပဲလို့မှားယွင်းနေတဲ့တက္ကာယဒိဋ္ဌိကိုအနုပက္ခမှာမကတ်ရောက်မှု၍တဲ့ဟောဒါလေးပါတယ်နော်သီလနဲ့ပြည့်စုံပြီးတော့အဲ့ဒီတက္ကာယဒိဋ္ဌိမကတ်ညီပဲနဲ့ဒီမေတ္တာကိုပွားများမယ်ဆိုလို့ရှိရင်နော်ကာမဘုံကိုတော့တစ်ဆင့်ပြန်ပြီးတော့မလာတော့ဘူးတဲ့ဟုတ်လားဒိဋ္ဌိဉ္စအနုပက္ခမှာသီလဝတ္တနေနာတမ္ပံတော်ကာမေတုဝိနေယခေရနာဟိဇာတောကပတေယပုဏ္ဏရေတိဟုတ်လားအမိဝမ်းကောင်းကိုတစ်ဖန်ပြန်ပြီးတော့အောင်းစရာမလိုတော့ဘူးလို့အဲ့ဒီလောက်ထိတော့ပြောတာလားဟုတ်လားနောက်တစ်ချက်ကလည်းပဲမေတ္တာတရားထဲအကျိုးကြီးမားတဲ့နတ္တိပဋ္ဌာန်ဘာဝနာကိုပွားများခြင်းကြောင့်ရရှိမဲ့အနိစ္စတင်ညာဆိုတာရှိပါသေးတယ်ဒါဦးဇင်းတို့ဝေလာမတုတ်တန်ထဲမှာမြတ်စွာဘုရားကကုသိုလ်ကောင်းမှုတွေရဲ့တန်ဖိုးအနှိမ့်မြင့်ကိုနှိုင်းယှဉ်ပြတဲ့နေရာမှာတော့ဒါနကောင်းမှုမျိုးစုံတို့ထက်တရဏဂုံ၃ပါးဟာတာလွန်ပြီးတော့မြင့်မြတ်တယ်တရဏဂုံ၃ပါးထက်၅ပါးသီလကတာလွန်ပြီးတော့မြင့်မြတ်တယ်၅ပါးသီလထက်အခုပြောနေတဲ့မေတ္တာတရားကတာလွန်ပြီးတော့မြင့်မြတ်တယ်အဲ့ဒီမေတ္တာတရားထက်ဒီဘဝဒီခန္ဓာဖြစ်ပေါ်နေတဲ့ဘယ်ဘဝတဘာဝတရားမှာတည်မြဲမှုမရှိဘူးလို့မှန်မှန်ကန်ကန်သိတဲ့အိဋ္ဌတင်ညာကတာလွန်ပြီးတော့မြင့်မြတ်တယ်လို့ဟောထားတာရှိတယ်အဲ့တော့အိဋ္ဌတင်ညာကိုသိဖို့မြင်ဖို့အတွက်တော့ရည်ရွယ်ချက်ကတော့ကြီးကြီးမားမားရှိရမယ်အဲ့တော့ဒီမေတ္တာတရားကဘာအတွက်ပြောရတာလဲဆိုတော့ချမ်းရံမှုလိုအပ်တယ်ဆိုတာကိုပြောတာဟုတ်လားမနေ့တုန်းကပြောခဲ့တာကဗုဒ္ဓနုတ္တိလိုအပ်တယ်နော်ဒါမလိုအပ်ဘူးလို့သွားမထင်နဲ့ဟုတ်လားလုပ်ရမယ်ခါအားလျော်စွာဟုတ်လားခုမေတ္တာတရားကိုလည်းပဲကြိုးစားကြည့်ပေါ့နော်ဒီမေတ္တာသမာဓိကိုပဲအခြေခံပြီးတော့ဝိပဿနာသွားမယ်ဆိုရင်သွားလို့ရတယ်ဟုတ်လားသူစိတ်ကြည်လင်တန့်ရှင်းနေတော့ဒီမေတ္တာစိတ်ကိုပဲနော်အနေစာဒုက္ခအနတ္တရှုလို့ရတာပေါ့ဘာလို့မရမလို့သူ့ကိုပဲမှန်တိုင်းနားလည်အောင်လုပ်လို့ရတာပဲလေဟုတ်လားဒါကြောင့်ဦးဇင်းတို့လက်ဒီဆိုဘုရားကြီးရဲ့တပည့်နော်ဆယ်ကြီးတောဝဆရာတော်ဆိုတာရှိတယ်အဲ့တခါဦးဇင်းတို့ပြင်မနာဘက်မှာချင်းချောင်းနန်းတက်ပွဲဆိုအဲ့မှာတရားဟောတော့အနှောင့်အယှက်တစ်ခုရှိတယ်လို့ဆိုကြီးကပြောတာတရားဟောရင်းနဲ့အဲ့ဒါကြောင့်မို့လို့သူ့တပည့်ကိုနောက်ကနေမှန်ကူကွက်ကလေးလှုပ်ဆမ်းပါလို့ပြောတယ်တဲ့အမှန်ကူကွက်ဆိုတာဘာမှမဆိုမေတ္တာပို့ခိုင်းတာနောက်ကြည်ကြည်လင်လင်လေးဖြစ်အောင်လှုပ်ဆမ်းပါလို့ပြောတာတဲ့အဲ့ဒါဆရာတော်ကြီးကသူ့တပည့်ကအဲ့ဒီဆယ်ကြီးဆရာတော်ကမေတ္တာပို့တယ်အဲ့နောက်နေ့ဘာခက်ခဲမှမရှိဘူးတဲ့အဆင်ပြေတယ်အဲ့တော့ဆရာကြီးကမင်းမေတ္တာစွန့်လိုက်လားဘလို့လှုပ်တုံးလို့မေးတော့အဲ့ဒါသူကဒီတတ္တဝါတွေကိုမေတ္တာပို့တဲ့နေရာမှာဒီမျက်စိနာနာလျာကိုစိတ်ဒီဒေါရ6ပါးအကြီး6ပါးကိုသူမြင်အောင်လုပ်ပြီးတော့တော့ကောင်းကောင်းမြင်နိုင်ကြပါသေးကောင်းကောင်းကြားနိုင်ကြပါသေးဘာဆင်းရဲမှမဖြစ်ပါစေနဲ့ဟောတော့စိတ်ဆင်းရဲလေးလည်းဘာမှမဖြစ်ပါစေနဲ့ကိုယ်ဆင်းရဲလည်းဘာမှမဖြစ်ပါစေနဲ့တော့အဲ့လိုမျိုးသူခွဲခြမ်းပြီးတော့မေတ္တာကိုအသေးစိတ်ပို့တာလို့ပြောတယ်တဲ့အဲ့ဒီဆရာတော်ကနော်ဒါကဦးဇင်းတို့နော်တဆင်စကားတဆင်နာနော်မှတ်တမ်းတင်ထားတာကိုကြားရတာဖတ်ရတာပေါ့နော်အဲ့တော့ပြောရင်တာကမေတ္တာကဒီလေးနဲ့ဒီဝိပဿနာတရားတွေကိုဆက်ပြီးတော့သွားဖို့အတွက်နော်အများကြီးလွယ်ကူတဲ့တနည်းအားဖြင့်နော်ဝိပဿနာဘာဝနာကိုပွားများဖို့အတွက်အများကြီးခရီးရောက်ပြီးသားလုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်ဖို့ဒါကိုပြောရင်တာဟုတ်လားအများကြီးအရှုပ်အထွေးတွေအများကြီးနေသွားပြီဆိုဟိုဘက်လှုပ်ရှားရှိတာလေးဆက်ပြီးတော့လှုပ်သွားဖို့လွယ်ကူတယ်ဆိုတာလေးကိုပြောပြတာဟုတ်လားဒါကြောင့်မေတ္တာကိုထူထောင်ကြည့်လိုက်စိတ်ထဲမှာဘလို့ဖြစ်လာတော့နော်ဒါကိုစိတ်ဖြစ်နေတဲ့ခံစားချက်ကိုလည်းမသိနိုင်ဘူးလားသိနိုင်တယ်သူ့ရဲ့အနေထားကတော့နော်အယမ်းချမ်းသာမယ်ဆိုတာကတော့အလွန်ထင်ရှားတယ်ဟုတ်လားနော်မေတ္တာကြောင့်ဖြစ်တဲ့ချမ်းသာမှုဆိုတာကတချို့ကိစ္စတွေကစကလုံးနဲ့ပြောလို့မရဘူးနော်ဒါကြောင့်ကိုယ်တိုင်ဒီလေးနှစ်တဲ့ကိစ္စတွေကိုအတွေ့အကြုံရှိအောင်ဟဲ့ဆိုတဲ့ထက်သန်တဲ့စိတ်နဲ့လုပ်ကြည့်ဖို့ပဲလိုတယ်ပေါ့ဟုတ်လားဒါလေးကဏိကုံးချုပ်ဘုံဘုံတို့ပြောတာပါနော်ဒါဒီမေတ္တာတရားကိုပွားများရင်းနဲ့ပဲဖြစ်ပေါ်နေတဲ့ဒီသဘာဝတရားဒီခံစားမှုဒီစိတ်ဒီအနေထားဒါတွေကိုပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ကိုဖျောက်ပြီးတော့နော်သူလည်းပဲဖြစ်ပေါ်လာပြီးတော့ပျောက်ပြက်နေတဲ့သဘောထပ်ပြီးတော့ဖြစ်ပေါ်လာတဲ့ပျောက်ပြက်သွားပြန်တယ်အဲ့ဒါကိုသိအောင်လည်းပဲမလုပ်ဖို့လိုတော့ကြိုးစားဖို့လိုတယ်ဟုတ်လားအဲ့ဒါဘုံဘုံတရားဟောတာဘယ်လောက်ရှိသွားပြီတော့တဏှာကြီးရှိသွားပြီနော်အဲ့တော့ဒီနေ့မေတ္တာဘာဝနာပေါ့ဟုတ်လားဒါကြောင့်မိမိတို့ရဲ့ဘဝမှာအစသရာရာအစဉ်ပြေးသွားစေမယ့်နောက်ဆုံးဝိပဿနာဘာဝနာကိုကြီးကျယ်စွာအထောက်အကူပြုနိုင်မယ့်မေတ္တာဘာဝနာကိုကြိုးစားအထောက်ပြီးတော့ပိဋကပေါင်းတရားကောင်းတို့သည်နောက်ဆုံးမဲ့ညာပုညမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့တရားကောင်းများဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့အလုံးသောပိဋကပေါင်းတရားကောင်းတို့ပြုလို့အထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပုညမျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟု
ပတ္တနာအောင်စုပြုကြကုန်ရာတည်း